ထူးမြတ်တော်ဝင်ကုမ္ပဏီဗဟိမင်းသားစုဘုံရွာမြို့နှင့်တရားနာယောဂီများဤအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောမိဘနှင့်သားသမီးအကြားမှန်ကန်သောအမြင်များအကြောင်းတရားဒေသနာတော်ဒီကနေ့ညတပါးသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုံပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပဂောတိဟိပိယပမေယံကာလံကရွန်တောအတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကဗ္ဗဂောတိဟိပိဂရေကဗအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းတာဖော်ပြခြင်းငှာမစွမ်းနိုင်မှသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီစွန်ခြင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတို့ကိုကရွန်တော်ဖျားဖြစ်ရန်ရည်တန်ကြုတ်ကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုယ်တော်ဤပင်မခြင်းသို့ကတောဘဝတဏ္ဍကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတ္တဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းမိဘနှင့်သားသမီးအကြားမှန်ကန်သောအမြင်များဒီကနေ့ညဒီကောင်းစိတ်နဲ့တရားဓမ္မဟောပြောနာယူကြရအောင်မိဘနဲ့သားသမီးအကြားမှန်ကန်သောအမြင်များလို့ဆိုတော့မှားယွင်းတဲ့အမြင်တွေလည်းရှိနေတယ်ဆိုတာကိုသိတာစေတယ်ပေါ့မိဘကိုပြုစုလုပ်ကြွေးရမယ်မိဘကိုရိုသေလေးစားရမယ်ဆိုတဲ့ဒီအဆုံးအမဟာမြတ်ဗုဒ္ဓရဲ့အဆုံးအမသာဖြစ်တယ်ဒီအဆုံးအမဟာကဘာမှာအမြဲတမ်းရှိနေတဲ့အဆုံးအမလည်းမဟုတ်ဘူးကဘာလူသားအလုံးလိုက်နာနေတဲ့အဆုံးအမလည်းမဟုတ်ဘူးသူတော်ကောင်းတွေကဆုံးမဩဝါဒပေးတဲ့အခါမှသာလဲလူတွေရဲ့အတိုင်းဝိုင်းဟာမိဘနဲ့သားသမီးအကြားမှန်ကန်တဲ့အမြင်များကိုရရှိကြတာဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမတည်ရှိနေမှသာလဲကမ္ဘာလောကကြီးတစ်ခုလုံးဟာသာယာအေးချမ်းပြီးတော့ဘဟုဇနဟိတအများကောင်းစားဖို့အတွက်ဘဟုဇနဒုက္ခအများချမ်းသာဖို့အတွက်ဆိုတာဖြစ်လာနိုင်တယ်မြတ်စွာဘုရားအဆုံးအမကွယ်ပြောက်သွားပြီဆိုလို့ရှိရင်တော့ဒီမှန်ကန်သောအမြင်တွေကွယ်ပြောက်သွားတာနဲ့တပြိုင်နက်လူသားတို့ရဲ့လူလောကကြီးဟာကျဆင်းသွားပြီနောက်ဆုံးမှာတိရစ္ဆာန်လောကအဆင့်ရောက်သွားနိုင်တယ်လို့ဆိုတာတတိထားကြဖို့ပေါ့နော်
တာမန်အပြင်တော့ဘုရားဘာသာဝင်သူတော်စင်ဒီငယ်စဉ်တောင်ကြီးကလေးဘဝကလေးကမာတာပိတုဥပဋ္ဌာဏမိဘဆိုတာပြုစုလို့ကြွေးရမယ်ဆိုတာငယ်ငယ်လေးကဒီအတွေးဟာဝင်လာတာအဲ့တော့ဒီအတွေးဝင်တာမြန်မာလူမျိုးတွေမှသာဒီအတွေးဝင်တာကဘာမှာရှိတဲ့လူကြီးတန်ပေါင်း9000ကျော်သောလူတွေကြားထဲမှာဒီအတွေးမရှိတဲ့လူကအများကြီးပဲအဲ့တော့လွယ်လွယ်နဲ့ဒီအတွေးရတယ်လို့တော့မအောင်မေ့နေနဲ့မမှန်ကန်တဲ့အမြင်တွေဆိုတာလောကမှာရှိနေတယ်ပြောရမယ်ဆိုရင်မြတ်စွာဘုရားပွင့်တဲ့အချိန်တုန်းကခစ်ပြိုင်ဘုရားနဲ့ပြိုင်လို့ပွင့်လာတဲ့အစိတကေတကမ္မလာဆိုတဲ့အစိတဆိုတဲ့နာမည်နဲ့နတ္ထိကဝါဒကိုဟောပြောနေတဲ့ဥစ္စေရဝါဒခုခေတ်လို့ဆိုရင်တော့ materialism ပေါ့ရုပ်ဝါဒီလို့ပြောမှာပေါ့ materialist ရုပ်ဝါဒကိုဆွဲကင်ထားတဲ့အစိတသူရဲ့ဟောပြောချက်ထဲမှာညင်းပယ်မှု10မျိုးအဓိကထားပြီးပြောတာအဲ့ဒီမှာဘာပါတော့လို့ဆိုတော့နတ္ထိမာတာနတ္ထိပိတာဒီစကားလုံးကိုအဓိပ္ပာယ်တိုက်ရိုက်ပြန်လို့ရှိရင်နတ္ထိမာတာအမေဆိုတာမရှိဘူးနတ္ထိပိတာအဖေဆိုတာမရှိဘူးတဲ့သူ့အမြင်ကနော်လောကမှာအမေအဖေမရှိဘူးလို့ပြောခြင်းဟာအမေကိုအသိမှတ်မပြုခြင်းနဲ့အဖေကိုအသိမှတ်မပြုခြင်းပဲဖြစ်တယ်ပေါ့ဒီဝါဒဟာအလွန်ကြမ်းတမ်းရက်ဆက်ပြီးတော့လူလောကကြီးကိုတရိစ္ဆာန်အသွင်ရောက်ရှိသွားအောင်တွန်းပို့တဲ့ဝါဒကြီးတစ်ခုသာဖြစ်တယ်ပေါ့အဗ္ဗဒံကြောက်စရာကောင်းတဲ့ဝါဒကြီးမြတ်ဗုဒ္ဓရဲ့အယူဆကအဋ္ဌိမာတာအဋ္ဌိပိတာအမေအဖေဆိုတာရှိတယ်အမေကိုအသိမှတ်ပြုတယ်အဖေကိုအသိမှတ်ပြုတယ်ဒီလိုရှိတာနော်အမေအဖေကိုအသိမှတ်ပြုခြင်းအပြင်မိဘရဲ့ခြေဆုတရားဆိုတာလည်းရှိတယ်ဆိုတာအသိမှတ်ပြုပြီးသားဖြစ်သွားဒါကြောင့်မို့ဘုရားရဲ့အဆုံးအမကြတော့မာတာပိတုဥပဋ္ဌာဏံပန္ဒိတပညတ္တံသပ္ပုရိသပညတ္တံလို့သဗ္ဗိသုတ်တံမှာတော့ဒီလိုဟောတာရှိသေးတယ်မာတာပိတုဥပဋ္ဌာဏမိဘကိုပြုစုလုပ်ကြွေးခြင်းသည်ပန္ဒိတပညတ္တံပညာရှိသည်အတိမတ်ပြုသောအရာဖြစ်တယ်သပ္ပုရိသပညတ္တံလူတော်လူကောင်းတွေအတိမတ်ပြုတဲ့အရာသာဖြစ်တယ်လို့ဒီစကားကိုကြည့်မယ်ဆိုလို့ရှိရင်ပညာရှိတဲ့ပုဂ္ဂိုလ်ကသာမိဘကိုပြုစုလုပ်ကြွေးသင့်တယ်လို့ဆိုတဲ့အယူဆကိုယူဆတာဖြစ်တယ်သူတော်ကောင်းကသာလင်မိဘကိုပြုစုရတယ်ဆိုတဲ့အယူဆကိုယူဆတာဖြစ်တယ်အဲ့တော့ကမ္ဘာလောကမှာရှိတဲ့လူတိုင်းဟာမိဘရဲ့ခြေဆုတရားမပြောနဲ့မိဘကိုတော့အသိမှမပြုဘူးလို့ဆိုတာအမတ္တမထင်ရှားတယ်နော်ဒီကနေ့ဗုဒ္ဓဘာသာထွန်းကားတဲ့မြန်မာနိုင်ငံမှာပင်လင်မိဘကိုစော်ကားမော်ကားပြောတာတို့မိဘကိုဒီတပ်ဖြတ်ကျူးလွန်ပြီးတော့မာတုကာရကကံပိတုကာရကကံကျူးလွန်တာတွေဆိုတာတော်တော်လေးတွေ့လာရတယ်ပေါ့ဒါဟာမိဘအပေါ်လေးစားမှုကျေစုတရားသိတတ်မှုဟာလျော့နေလာတဲ့အထိပ္ပယ်ကိုဖော်ပြဒီလိုလျော့နေလာခြင်းဟာကောင်းတဲ့အသွင်လက္ခဏာမဟုတ်ဘူးဆိုးဝါးမဲ့အသွင်လက္ခဏာတစ်ခုဖြစ်လာဒါကိုတတိထားပြီးတော့သူတော်ကောင်းတရားထွန်းကားနေအောင်မိဘဆိုတာရှိတယ်မိဘရဲ့ခြေဆုတရားဆိုတာရှိတယ်မိဘကိုပြုစုရင်ကောင်းကျိုးချမ်းသာတွေရတယ်မိဘကိုစော်ကားရင်မကောင်းတဲ့အကျိုးတွေရတယ်ဆိုတဲ့ဒီအတွေးခေါ်အမြင်တွေလူငယ်လူရွယ်တွေရဲ့ဈာမှာဆွဲဆွဲမြဲမြဲကြီးလူယဉ်ကျေးမှုတွေရဲ့လူယဉ်ကျေးတို့ရဲ့ဈာမှာဆွဲဆွဲမြဲမြဲရှိနေဖို့ဝိုင်းဝန်းပြီးဆောင်ရွက်ကြအောင်ဘာဖြစ်လို့လဲဆိုတော့ဒါဟာဘုရားရဲ့အဆုံးအမသုကတဝိနည်းလို့ခေါ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမ
မြတ်စွာဘုရားရဲ့အဆုံးအမဆိုတာတစ်လုံးပဲဖြစ်ဖြစ်နှလုံးပဲဖြစ်ဖြစ်အများအကျိုးအတွက်ဖြစ်တယ်ကုသိုလ်ကောင်းမှုရဖို့အတွက်ဖြစ်တယ်ကောင်းကျိုးချမ်းသာတွေရဖို့အတွက်ဖြစ်တယ်ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်ကောင်းတာလုံးဝကောင်းကျိုးရနိုင်တယ်အခြေအနေကောင်းမှဒုက္ခဆိုတာလဲလာတယ်ဟိတနဲ့ဒုက္ခတွဲလာတာဖြစ်တယ်မကောင်းတဲ့အတွေးခေါ်တွေကအာဟိတလို့ခေါ်တယ်အာဟိတတွေလက်ခံလာပြီဆိုလို့ရှိရင်တော့ဒုက္ခနဲ့ပဲတွေ့မှာပဲနောက်မှာဟိတဆိုတဲ့ကောင်းကျိုးချမ်းသာကိုရစေနိုင်တဲ့အခြေအနေကောင်းတွေကိုလက်ခံထားမှသာလျှင်ဒုက္ခလို့ဆိုတဲ့ချမ်းသာစီကိုရမှာဖြစ်ဒါကြောင့်မို့ဟိတဒုက္ခဆိုတဲ့ဒီစကားလုံးနှလုံးကိုတွဲဖက်ပြီးတော့သုံးထားတာဟိတဆိုတာအခြေအနေကောင်းတာကိုခေါ်တာဒုက္ခဆိုတာကောင်းကျိုးချမ်းသာကိုပြောတာဆိုပါစို့ပခုက္ကူမြို့ကြည့်တရားကြီးဖောက်လိုက်တဲ့အခါကျသွားရေးလာရေးအခြေအနေတွေကောင်းမသွားဘူးလားအဲ့ဒါအခြေအနေကောင်းလို့ခေါ်တယ်အဲ့ဒီအခြေအနေကောင်းကိုအကြောင်းပြုပြီးတော့သွားရေးလာရေးလွယ်ကူအယောင်းဝယ်တွေတိုးတက်ဖွံ့ဖြိုးလာတယ်ဒါကဖွံ့ဖြိုးတိုးတက်လာသည့်အတွက်ကြောင့်ဒုက္ခစီးပွားဥစ္စာတွေတိုးတက်ပြီးချမ်းသာကြွယ်ဝလာတယ်ဆိုတာဒါကိုဆိုလို့တာနော်ဟိတနဲ့ဒုက္ခဆိုတာတွဲဖက်ထားတာအခြေအနေကောင်းမှဒုက္ခဆိုတာရတာဘယ်နေရာပဲဖြစ်ဖြစ်အခြေအနေမကောင်းရင်ဒုက္ခဆိုတာမရနိုင်ဘူးအခြေအနေကောင်းဆိုတာစီးပွားရေးအခြေအနေကောင်းရှိတယ်ပညာရေးအခြေအနေကောင်းရှိတယ်လူမှုရေးအခြေအနေကောင်းရှိတယ်အဲ့လိုကျန်းမာရေးအခြေအနေကောင်းရှိတယ်ဆေးရုံကြီးတွေဆေးကမ်းကြီးတွေရှိရင်ကျန်းမာရေးအခြေအနေကောင်းလို့ပြောရမှာပဲအယောင်းဝယ်တွေဖွံ့ဖြိုးတိုးတက်လို့ဒီမှာရောင်းရည်ဝယ်တာတွေကောင်းတယ်လမ်းမဆက်တွေကောင်းတယ်ဆိုစီးပွားရေးအခြေအနေကောင်းလို့ပြောရမှာတက္ကသိုလ်ကြီးတွေဖွင့်ထားတယ်ကျောင်းကြီးတွေဖွင့်ထားတယ်ဒါကပညာရေးအခြေအနေကောင်းလို့ခေါ်တယ်အဲ့ဒီလိုအခြေအနေကောင်းတွေမရှိဘဲနဲ့ဒုက္ခဆိုတဲ့ချမ်းသာဟာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးအဲ့ဒါလိုပဲဒီမိဘနဲ့သားသမီးအကြားမှာမိဘဆိုတာရှိတယ်အမေဖေဆိုတာရှိတယ်အမေဖေပေါ်မှာပြုစုလို့ကြွရင်ကောင်းကျိုးချမ်းသာရတယ်အမေဖေကိုစော်ကားရင်ပြစ်ရှိတယ်လို့ဆိုတဲ့ဒီအမြင်ဟာဟိတလို့ခေါ်တယ်ခြေနေကောင်းအဲ့ဒီအမြင်ရှိနေသမျှကာလပတ်လုံးလူလောကကြီးဟာတာယာချမ်းမြေ့ပွဲဖြစ်လာတဲ့ဒုက္ခဆိုတာကိုရမှာပဲအကယ်၍ဒီအဆုံးမှအယူအဆဒီအမြင်ပျောက်ကွယ်သွားပြီဆိုလို့ရှိရင်လူလောကကြီးဟာဟိတဆိုတာပျောက်ကွယ်သွားသည့်အတွက်ကြောင့်ဒုက္ခလည်းပဲပျောက်ကွယ်သွားမှာပဲလို့ဒီလိုပြောတာနော်အကြောင်းကျိုးဆိုတာဆက်ပြီးတော့နေတာဒါကြောင့်မို့လို့တမ္မန်လို့မအောင်မေ့နဲ့မင်္ဂလာတုတ်ထဲမှာပါနေတာပဲမာတာပိတုဥပဋ္ဌာဏဒါမင်္ဂလာတစ်ပါးမင်္ဂလာတစ်ပါးနဲ့လူတိုင်းသိတယ်တကယ်ကိုမင်္ဂလာပဲဒါတကယ်လို့ပျောက်ကွယ်သွားပြီဆိုလို့ရှိရင်သွားရောပြဿနာတွေအများကြီးတက်လာလိမ့်မယ်လူလောကကြီးရဲ့အခြေအနေတစ်ခုဟာအများကြီးဆုတ်သွားနိုင်တယ်ဆိုတာကိုစဉ်းစားကြည့်ဒါကြောင့်မို့အဋ္ဌိမတာအဋ္ဌိပိတာမိဘဆိုတာရှိတယ်ဆိုတဲ့အယူဆဟာဘုရားမြတ်စွာလူပညာရှိပုဂ္ဂိုလ်တွေသူတော်ကောင်းပုဂ္ဂိုလ်တွေကဟောပြောထားလို့ဒီအမြင်ဟာရရှိနေတယ်လို့ဒီလိုမှတ်ရမယ်အဲ့ဒီအမြင်ရှိနေမှကောင်းကျိုးချမ်းသာတွေရမယ်အဲ့ဒီအမြင်မပြောက်ကွယ်အောင်ထိန်းသိမ်းဆောက်ရှောက်ရမယ်သူကတောဝါဘိက္ခဝေသူကတဝိနယောဝါဒိဋ္ဌမာနောဘဟုဇနဟိတယဘဟုဇနဒုက္ခယလို့မြတ်စွာဘုရားသုတ္တန်တစ်ခုမှာဟောထားတယ်မြတ်စွာဘုရားပဲဖြစ်စေမြတ်စွာဘုရားရဲ့အဆုံးအမပဲဖြစ်စေလောကမှာရှိနေသမျှကာလပတ်လုံးအများတ attva တွေချမ်းသာဖို့ဖြစ်တယ်လို့ဒီလိုဆိုတာပေါ့ကောင်းပြီသားသမီးနဲ့မိဘချာမှန်ကန်သောအမြင်များလို့မြတ်စွာဘုရားရဲ့အမြင်ကိုရှေးဥစွာပြောကြရအောင်ဘုရားမြတ်စွာကဗြဟ္မာကြီးကိုကိုးကွယ်တဲ့လူအတိုင်းဝိုင်းအိန္ဒိယနိုင်ငံမှာဗြဟ္မဏိဇင်းဆိုတာဒီဗြဟ္မာကိုးကွယ်တဲ့ဝါဒပဲ
ဒါနာမည်သာလွယ်တာကောင်းကင်ဘုံကခေါ့ပဲသာဝရဘုရားကိုကိုးကွယ်တယ်ဆိုတာပြမကိုးကွယ်တာပဲဗုဒ္ဓဘာသာလွယ်ရင်ဉာဏ်နဲ့ဘာသာတွေအားလုံးဟာခေါ့ဆိုတဲ့တကုရှင်ကိုကိုးကွယ်ကြတာအကြည့်ပဲပြောမယ်ဆိုရင်နတ်ကိုးကွယ်တဲ့ဘာသာတွေကြည့်ပဲအကုန်လုံးဗုဒ္ဓဘာသာကသာနတ်ကိုးကွယ်တာမဟုတ်တာနတ်ကိုးကွယ်တဲ့ဘာသာတွေကဘာဖြစ်လဲနတ်ရဲ့မဆာမှုအမြဲတမ်းမျောလင့်နေကြမျောလင့်တယ်နတ်ကိုကျေးဇူးတင်တယ်နတ်ကလွယ်ရင်တခြားကျေးဇူးတင်စရာမရှိဘူးထမင်းကျွေးတာတောင်ဘုရားသခင်ကကျွေးတယ်လို့ပြောတာနော်အဲ့တော့အမေဖေဘေးရောက်မသွားဘူးလားမေဖေကပြောမှငါချက်ကျွေးနေတာစားနေပြီးတော့ဘုရားသခင်ကကျွေးတယ်ဆိုရင်တော့ငါစော်ကားရရောက်တယ်လို့ဒီလိုတောင်ပြောရလိမ့်မယ်ဖြစ်နေပဲနော်တကယ်လက်တွေ့ကျွေးနေတာအမေဖေကကျွေးတာအဲ့တော့ကျေးဇူးတင်မှုတွေကတလွဲရောက်သွားတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကိုယုံကြည်တယ်ဆိုတာဟာအဲ့ဒီပုံစံမျိုးမဟုတ်ဘူးတတ္တဟတိတထာဂတတဘောဓိမြတ်စွာဘုရားရဲ့အတိညာဏ်ကိုယုံကြည်တာတကောကိုယုံကြည်တာမဟုတ်ဘူးအတိညာဏ်ကိုယုံကြည်သည့်အတွက်ကြောင့်အတိညာဏ်ဖြင့်ဆုံးမချမှတ်ထားတဲ့ဆုံးမစကားဟာဟောပြောထားတဲ့တရားဟာအလွယ်မှာမရှိဘူးလိုက်နာကျင့်သုံးလို့ရှင်ကောင်းကျိုးချမ်းသာတွေရမယ်ဒါကြောင့်မို့လိုက်နာဖို့ပဲလို့တယ်ပေါ့လိုက်နာရမယ်ဆိုတာလူတိုင်းဟာကိုယ်အားကိုယ်ကိုးတဲ့စိတ်အကယ်၍မလိုက်နာဘူးဆိုရင်ငါကိုယ်ကမိုက်တာငါဘုရားစကားနားမထောင်ဘူးဒီလိုပဲပြစ်တင်စရာရှိတယ်ပေါ့နော်အေးဒါကြောင့်မြတ်စွာဘုရားကဗြဟ္မာကိုးခဲ့တဲ့လူတွေရဲ့အတိုင်းဝိုင်းမှာမိဘနှစ်ပါးကိုဘာပြောလို့ဆိုရင်မိဘကိုတလေးတစားအိမ်ဥမှာထားပြီးတော့ပြုစုစောင့်ရှောက်ကြတဲ့သားသမီးတွေဟာဗြဟ္မာနဲ့အတူနေတဲ့သားသမီးလို့ဒီလိုကင်မွန်တက်ပေးတာမြတ်စွာဘုရားမိဘကိုလေးစားလို့ရှိရင်ဒါဗြဟ္မာကိုလေးစားတယ်ဆိုတဲ့အဓိပ္ပာယ်ခေါဏဟာနဲ့ကွာသွားတယ်နော်ခေါဏကမိဘကကျွေးနေတဲ့ခြေဆုကိုတာဖယ်ထားပြီးဘုရားသခင်ကကျွေးတယ်လို့တွေးတာအခုကအေးမိဘဟာဘုရားသခင်ပဲလို့ပြောတဲ့အဓိပ္ပာယ်မျိုးရောက်တယ်နော်ဒါတခုမြတ်စွာဘုရားကလက်တွေ့ကြတာကိုပဲလက်ခံပြီးတော့ဟောပြောတဘာဝကြတဲ့တရားကိုမှတ်သားကြလောကလူတွေကလက်တွေ့ကိုကြော်ပြီးတော့စိတ်ကူးရင်ပဲရောက်သွားတတ်တယ်ပညာအသိပညာဟာလက်တွေ့ကိုကြော်ပြီးတော့စိတ်ကူးရင်ပဲရောက်သွားရင်လမ်းလွဲသွားနိုင်တယ်ပေါ့နောက်တစ်ခုကတော့မိဘကိုပုပ္ပါစရိယာတဲ့လက်ဦးဆရာလို့ဒီလိုနာမည်ပေးတယ်မြတ်စွာဘုရားလက်ဦးဆရာတဲ့ဟုတ်တယ်သာသမီတွေထွန်းကားလာတဲ့အခါမိဘတွေကသွန်သင်ဆုံးမကြရတယ်ငယ်လေးတွေကခုကြည့်လေဘုရားဘာသာမိဘတွေဆိုရင်ဖះရှိကလေးလေးလက်ဦးချီခိုင်းတယ်ရှိခိုးခိုင်းတယ်တန်ဃာတွေနဲ့တွေ့ရင်လက်ဦးချီခိုင်းတယ်ရှိခိုးခိုင်းဒါလေးတွေကသင်ပေးနေတာလေဣတိပိသောသင်ပေးတယ်တန်ဗုဒ္ဓေသင်ပေးတယ်သင်ပေးနေတာပဲနမောတတ္တသင်ပေးတယ်အဲ့ဒါလို့ကျောင်းမနေခင်ကတည်းကမိဘတွေကသားသမီးကိုသင်ပြီးတော့ပေးလာကြတာဒါကြောင့်မို့လက်ဦးဆရာမြည်တိုက်စွာမာတာပိတမိနင်ဖဆိုတာမြတ်စွာဘုရားရဲ့စကားဖြစ်တဲ့ပုပ္ပါစရိယကိုတရုပ်ဖော်ထားတဲ့စကားများတာဖြစ်ဒါဘုရားရဲ့အဆုံးအမတစ်ခုပဲနော်ဒါကြောင့်မို့မြတ်စွာဘုရားကမိဘဟာတဲ့ဘဟုပကာရာဘိက္ခွေမာတာပိတရောပုဒ္ဒနာသာသမီတွေအပေါ်မှာမိဘကျေးဇူးကြီးတယ်ကျေးဇူးများတယ်ဘာဖြစ်လို့ကျေးဇူးများတယ်လဲမိဘရဲ့ကျေးဇူးကိုပြောပြစမ်းပါလို့ဆိုတဲ့အခါမှာတကဘာလုံးမှာရှိတဲ့အခြေအနေတရားကိုခြုံငုံပြီးတော့ပြောမယ်ဆိုရင်မြတ်စွာဘုရားစကား၃လုံးနဲ့ပဲပြောခဲ့တယ်နော်၃လုံးနဲ့ပြောတာတယောက်စီပြောခိုင်းမယ်ဆိုရင်တော့အမျိုးမျိုးပြောမှာပေါ့နော်မြတ်စွာဘုရားကမိဘရဲ့ခြေဆုတရားဆိုတာပြောပြပါဆိုရင်မိဘဟာသားသမီးတွေကိုအာပါဒကဘေးရန်မကြရအောင်ဆောင်းလျှောက်ခဲ့တယ်ဒါတခုပောတကကျွေးမွေးခဲ့တယ်နို့တိုက်တာကစပြီးတော့သားသမီးကိုကျွေးခဲ့တယ်မစားရတဲ့အရွယ်ကစပြီးကျွေးလာနောက်တစ်ခုကဘာလို့ဆိုဣမတ္တလောကတ္တဓာတိတာရော
ဒီလောကကြီးကိုလာခွင့်ပေးတယ်ဒီလောကကြီးကိုပြတယ်အဲ့ဒီကျေးဇူးတရားတွေကိုသေချာအလေးနဲ့စဉ်းစားကြည့်အလေးနဲ့စဉ်းစားကြည့်ဒါပုံမှန်အားဖြင့်မိဘတွေကသားသမီးတွေပေါ်မှာတင်ရှိတဲ့ကျေးဇူး၃မျိုးလို့ဒီလိုပြောရမယ်နော်ကျေးဇူး၃မျိုးဆောင်းလျှောက်ခဲ့တယ်ဟုတ်တယ်ငယ်စဉ်တောင်ကြီးကလေးဘဝပက်လက်လေးပဲအိတ်တက်သေးတာအဲ့ဒီချိန်မှာမိဘကမဆောင်းလျှောက်ဘူးဆိုရင်ဒီကလေးအသက်ရှင်ဖို့မလွယ်ဘူးမစားတတ်သေးဘူးဆိုတဲ့အချိန်မှာနိုးတိုက်ပြီးတော့ကျွေးခဲ့တယ်မကျွေးဘူးဆိုရင်ဒီကလေးကအသက်ရှင်ဖို့မရှိဘူးနောက်တစ်ခုမိဘတွေကဒီလောကကြီးကိုမပြဘူးဆိုရင်ဒီကလေးဟာလူဘဝရောက်ဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့ဒါဘုန်းကြီးတို့တွေမိဘမပါဘဲနဲ့လောကကြီးမှာမွေးဖွားလာတာလို့ရှိမှမရှိတာအမေဖေရဲ့ကျေးဇူးတရားနဲ့ပဲအသက်ရှင်ပြီးတော့ကြီးထွားလာကြရတာလေအဲ့တော့ဒီကိစ္စတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒီကျေးဇူးတရားတွေကိုသာသမီကမိဘအပေါ်မှာတင်ရှိနေတယ်လို့ဒီလိုပြောတာမိဘအပေါ်မှာတင်ရှိနေတယ်အဲ့ဒါကြောင့်မလို့မာတာပိတုဥပဋ္ဌာဏမိဘကိုတုံ့ပြန်ပြီးတော့ကျေးဇူးပြုထိုက်တယ်ပြုစုလို့ကြွေးတဲ့နဲ့လောကကြီးမှာလူရည်လို့ဖြစ်လာတာတဦးတည်းဖြစ်လာတာတဦးတည်းဖြစ်လာတယ်ဆိုတာတချို့ကပြောလိုက်မယ်အမွာဘူးကြတော့ဘယ်လိုလုပ်မလဲကောနော်ဒါလည်းတယောက်နဲ့တယောက်သိတာမှမဟုတ်တာနော်မတော်တဆတွဲမိကြတာသာရှိတာလာတော့ကကိုတယောက်တည်းလာတာပဲအကုန်လုံးလောကကြီးတွေဝင်လာတယ်ဝင်လာပြီးတဲ့အခါမှာဘသူနဲ့အရင်တွေ့ရတော့ဆိုအမေဖေနဲ့ပဲအရင်တွေ့ရတာပဲအမေဖေနဲ့အရင်တွေ့တာဒါပုံမှန်အနေထားအဖြစ်ပြောမယ်ဆိုရင်မိဘဘက်ကကြီးပဲအသာစီးလို့မြတ်စွာဘုရားဒီလိုခေါ်တာလားလို့ဆိုတဲ့အခါမှာရှင်းလင်းနားလည်ဖို့တော့လိုအပ်တယ်ပေါ့တချို့သားသမီးတွေကပြောရမယ်မိဘကပဲကျေးဇူးရှိတာလားသားသမီးကရောမိဘအပေါ်ကျေးဇူးမရှိဘူးလားလို့ဒီလိုလဲပြောကောင်းပြောလာလိမ့်မယ်နော်ခဏခေတ်ကြီးကိုနည်းနည်းစစ်ဆေးကြည့်ဒါကပုံမှန်အနေထားတစ်ခုအနေနဲ့ပြောတာခဏခေတ်ကြီးမှာအပါရကပောတကနော်ကျွေးမွေးဆောက်ရှောက်တာတို့ဣမတ္တလောကတ္တဓာတ်တေတာရောတို့ဆိုတဲ့မိဘရဲ့ခြေဆုတရားတွေကိုမိဘတိုင်းကလှုပ်ဆောင်ရဲ့လားလို့ဆိုတာကိုစဉ်းစားရတချို့မိဘတွေကခဏခေတ်မှာဆိုရင်ကမ္ဘာလောကမှာကြည့်နော်သားသမီးကိုလူလောကလာခွင့်မပြုတာတွေမရှိဘူးလားလာခြင်းတိုင်းလာလို့မရဘူးမင်းမလာခဲ့နဲ့ရောက်လာရင်တောင်ခြုံကြားပြစ်တာရှိသေးတယ်လေဟောအဲ့ဒါမျိုးကြတော့သူကဘယ်သူကစကျေးဇူးဝတ္တရားပြက်ကွက်တယ်လဲဆိုရင်မိဘကစပြီးဝတ္တရားပြက်ကွက်တာလည်းရှိတယ်ပေါ့ဒီလိုရှိလာတယ်နော်အပါရကဘောဓကကျွေးမွေးဆောင်ရှောက်မှမူမိဘကမဆောင်ရှောက်ခဲ့ဘူးလမ်းမေးပြစ်ခဲ့တယ်ဆေးရုံနေမှာဆိုရင်တော်တော်များများကြားနေရပြစ်ထားခဲ့တယ်မိဘလစ်သွားတာတွေရှိတယ်ပေါ့နော်အဲ့ဒီထဲမှာဟုတ်ပြီပုံမှန်အားဖြင့်ဆိုရင်မိဘဟာသားသမီးကိုထိမ့်သိမ့်ဆောက်ရှုပ်လို့လူသားဖြစ်သွားတဲ့လူတိုင်းဟာမိဘကိုကျေးဇူးတင်ရမှာတော့သိချတယ်။ဘာဖြစ်လို့ကျေးဇူးတင်ရတော့ဆိုတော့ကိုကမိဘကိုပြန်ပြီးတော့ပေးနိုင်တာရှိတယ်လို့မပေးနိုင်တာတခုရှိတယ်။ဘယ်လိုမှအတုံးနဲ့လုံးလို့မရတာ။ဆိုတော့အတုံးနဲ့လုံးလို့ရတာဘာလို့ဆိုအပါရကဆောင်းလျှောက်တယ်အမေဖေတက်ကြီးလာတဲ့အခါကိုကပြန်ဆောင်းလျှောက်တာလုပ်လို့ရတယ်အမေဖေအသက်အရွယ်ကြီးလို့ကိုကလည်းအသက်အရွယ်ရလာလို့တိထက်လာလို့မိဘကိုပြန်ကြွေးတယ်ဆိုတာဒါလည်းလုပ်လို့ရတယ်ဆောင်းလျှောက်တာလည်းလုပ်လို့ရတယ်ကြွေးတာလည်းလုပ်လို့ရတယ်လုပ်လို့မရတဲ့ပြန်ဆက်လို့မရတဲ့ခြေဆုကဘာလို့ဆိုဒီလောကကြီးကိုလာခွင့်ပြုတဲ့ခြေဆုကနဲတယ်မှာမဟုတ်တာလေဒါကြတော့အတုံ့ပြန်လုပ်လို့ရပါမလားမရပါဘူးအမေဖေကကိုယ့်တဲ့အရင်မွေးတာလေကိုကလာခွင့်ပြုတာမဟုတ်ဘူးအမေဖေကသာလာခွင့်ပြုတာဒါကြောင့်မို့လို့ဒီကျေးဇူးတရားကြောင့်မို့လို့မြတ်စွာဘုရားကမိဘကိုကျေးဇူးဆက်လို့မကြည်ဘူးလို့ပြောတာတမန်အားဖြင့်ကျေးဇူးဆက်မယ်ဆိုရင်ဟောဒီဣမတ္တလောကတ္တဓာတ်တေတာတော့ဒီလောကကြီးကိုလာခွင့်ပြုတယ်ဆိုတာကိုက
တုံ့ပြန်ပြီးတော့ပေးဆက်လို့မရနိုင်တဲ့ခြေဆုတစ်ခုပဲလို့ဒီလိုဆိုလိုတာပေါ့နော်အင်တမခြေဆုကြီးတယ်အခုဒီလောကကြီးတဲ့ကိုမိဘကလာခွင့်ပြုလိုက်လို့လာရပြီလာရတဲ့အခါမှာလောကမှာပညာမိမိအတွက်နော်ကိုကြီးပွားကြောင်းပညာတွေသင်ရတယ်စီးပွားဥစ္စာတွေတိုးတက်ခွင့်ရတယ်အလုပ်ကိုင်းတွေလုပ်ကိုင်းခွင့်ရတယ်တရားဓမ္မတွေနာခွင့်ရတယ်တရားဓမ္မတွေကျင့်သုံးခွင့်ရတယ်ဒါတွေဟာလိုက်ကြည့်လိုက်မယ်ဆိုမိဘကလူလောကကြီးတဲ့လာခွင့်ပြုလိုက်လို့ဒီအခွင့်အရေးတွေရတယ်လို့ပြောရမှာပဲအဲ့တော့ဒီကျေးဇူးတရားတွေဟာဘုသူရဲ့ကျေးဇူးတရားလဲလို့ဆိုရင်မိဘရဲ့ကျေးဇူးတရားတွေဆက်လို့မကုန်တဲ့ကျေးဇူးတရားလို့ဒီလိုပြောရမှာเนาะအဲ့တော့စဉ်းစားစရာတွေကတော့ခုခေတ်မှာအများကြီးဝင်လာတယ်ပေါ့စဉ်းစားစရာဆိုတာတမန်အားဖြင့်ကြည့်မယ်ဆိုရင်မိဘရဲ့ကျေးဇူးဟုတ်တယ်မှန်တယ်မိဘရဲ့ကျေးဇူးကြောင့်ကိုယ်ဟာလူဘဝရောက်လာတာဆက်လို့မကုန်ဘူးဒါပုံမှန်အနေထားတခုပြောတာကဲဟုတ်ပြီမိဘရဲ့ကျေးဇူးရှိလို့ဒါဒီလောကကြီးကိုလာခွင့်ပြုတဲ့ကျေးဇူးတရားတစ်ခုတည်းနဲ့ပဲကိုကတစ်သက်လုံးမိဘရဲ့ကျေးဇူးကိုမမေ့တိုက်တော့ဘူးဒါသိကြပြီမမေ့တိုက်လို့တုံးဆက်ရမယ်မိဘရဲ့ကျေးဇူးတွေကိုဆက်ရမယ်ကဲအဲ့ဒီနေရာမှာလောကလူတွေတွေးထင်လာကြတာရှိတယ်တွေးထင်လာကြတာရှိတယ်အသက်အရွယ်ရောက်လာတဲ့အခါကျတော့မိဘဆိုတာမိဘတိုင်းမိကောင်းဖကောင်းဖြစ်တာမှမဟုတ်တာနော်မိကောင်းဖကောင်းမဖြစ်ဘူးလေတချို့မိဘကဘုရားမကြေုံနေမကဘူးကိုချင်းတရားမကောင်းတဲ့မိဘရောရှိနိုင်တာပဲလေအဲ့ဒါလို့မိဘက၅ပါးသီလမလုံဘူးဆိုပါစို့ကိုချင်းတရားမကောင်းဘူးအဲ့ဒါလို့ကိုချင်းတရားမကောင်းတဲ့မိဘကိုသားသမီးကစော်ကားရင်ရောအပြစ်ရှိသလားလို့ဒီလိုမေးလာကြမေးလာတဲ့အခါကျတော့ကျေးဇူးဆိုတာကျေးဇူးပဲလေကျေးဇူးဆိုတာကျေးဇူးတရားမိဘကသားသမီးနဲ့ဘယ်သူကအရင်မွေးတာတုံးဆိုမိဘအရင်မွေးတာမိဘအရင်မွေးလိုက်လို့မိဘကကိုယ့်ကိုစောင့်ရှောက်ပြီးတော့ဒီလောကကြီးတဲ့လက်ခံလိုက်လို့ကိုယ်ကဒီလောကကြီးတဲ့ရောက်တာလို့ဆိုတော့မိဘရဲ့ကျေးဇူးဟာကိုယ့်ပေါ်မှာရှိနေတယ်ဘယ်လိုနည်းနဲ့မှမိဘကိုစော်ကားလို့မရဘူးဒါမိဘကိုစေရနာစိုးနဲ့သေစီလူတဲ့စိတ်နဲ့ဒေါသနဲ့မိဘကိုတတ်မယ်ဆိုရင်တော့မာတုကာရကပိတုကာရကကံထိုက်တာပဲဆိုးတဲ့မိဘဖြစ်ဖြစ်ကောင်းတဲ့မိဘဖြစ်ဖြစ်ဘယ်မိဘပဲတောင့်ဘယ်မိဘပဲတတ်မိဘကအရက်တွေဘလို့တောင့်နေအကျင့်စာရိတ္တဘလို့ဆိုးနေအကျင့်စာရိတ္တဆိုးတဲ့မိဘကိုသာသမီကနေပြီးတော့စော်ကားမယ်တပ်ဖြတ်မှုကျွလွန်မယ်ဆိုရင်တော့တပ်ဖြတ်မယ်ဆိုရင်တော့မာတုကာရကပိတုကာရကကံထိုက်တာပဲမထိုက်ဘူးလို့မရှိဘူးเนาะဘာလို့လဲဆိုတော့အဆင့်ကိုကမိဘအဆင့်ကိုကသာသမီအဆင့်ပဲဒီနှစ်ခုကပြောင်းလဲပြစ်လို့မရဘူးပြောင်းလဲပြစ်လို့မရဘူးကိုကမိဘနေရာမှာမဟုတ်ဘူးသာသမီနေရာမှာပဲရှိတယ်လောကကြီးလာခွင့်ပြုထားတဲ့ခြေဆုကကိုခြေဆုသူမကောင်းတာကိုနဲ့မဆိုင်ဘူးသူမကောင်းတဲ့အကုသိုလ်ကသူပဲခံရမှာကိုနဲ့မဆိုင်ဘူးကိုမကောင်းလို့ရှိရင်ကိုခံရမှာဒါဒီလိုတွေးဖို့လိုအပ်တယ်ပေါ့နော်မိဘပဲမိဘကိုစော်ကားလို့ရှိရင်မိဘမကောင်းလို့ပဲစော်ကားတဲ့အပြစ်ဟာကိုအပြစ်ဘာဖြစ်လို့အပြစ်ဖြစ်ရတော့ဆိုဣမတ္တလောကတ္တဓာတိတာတော့ကိုယ်ဒီလောကယူလာခွင့်ပြုထားတာအခြေစုကြောင့်ပဲလောကလူတွေကတခုကူညီလိုက်ရင်တော့ကျေးဇူးတင်ပါတယ်လို့ပြောလို့ရှိကြတယ်အကြီးကျယ်ကူညီထားတဲ့မိဘကြတော့ကျေးဇူးတင်ရကောင်းမှမသိဘူးနော်ကျေးဇူးတင်ရကောင်းမှမသိပဲနဲ့ရန်စကားပြောတာရှိသေးတယ်ခမည်းကြီးတို့အဟွာလုံးလို့ကြုံမွေးတာဘာမှမဖြစ်ဘူးဆိုပြီးတော့နော်အဲ့ဒါလို့လဲပြောရကြတယ်မဟုတ်ဘူး
အဝါပြုတိုင်းမွေးမှာမဟုတ်ဘူးနော်အခုခေတ်ဘောရှင်ဆိုတာရှိတယ်လေအဲ့ဒါကိုလာခွင့်မပြုဘူးဆိုလို့ရှိရင်ဒီကနေ့ခေတ်မှာလာခွင့်မပြုတာတွေအများကြီးပဲ family planning ဆိုပြီးတော့လုပ်ပြီးတော့မိသားစုထဲမှာတစ်ယောက်ပဲလက်ခံမယ်နှစ်ယောက်ပဲလက်ခံမယ်အခုကန့်သက်ကုန်ပြီနော်တစ်ယောက်ပဲလက်ခံမယ်နှစ်ယောက်ပဲလက်ခံမယ်ကန့်သက်လာကျင်တိုင်းလာလို့မရဘူးလာကျင်တိုင်းလာလို့မရလာကျင်တိုင်းလာလို့ရနေတာတော့တောခြုံပုတ်ထဲကဟိုတဲစုပ်နဲ့အိမ်ဒီမှာတော့လာကျင်တိုင်းလာလို့ရချမ်းသာတဲ့လူကတော့လာကျင်တိုင်းလာလို့မရဘူးဆိုကန့်သက်တွေလောက်လာကြတယ်ခုခေတ်ကဘာနဲ့တဝမ်းကန့်သက်မှုတွေလောက်လာကြပြီဒါဆိုးရုံမှုတစ်ခုလို့ပြောရမှာပဲနော်မနုဿတ္တဘာဝတုံလောလူဘဝရဖို့ခဲရင်နေဆိုတာဒီနေ့သရုပ်ပိုးပြီးတော့ထင်ရှားလာတယ်ပေါ့ထင်ရှားလာတယ်တချို့နိုင်ငံတွေမှာတော့ဥပဒေနဲ့သတ်မှတ်ပြီးတော့အဘောရှင်မလုပ်ရဘူးလုပ်ရင်ပြစ်တယ်ပြစ်မှုကျွလွန်တယ်တချို့နိုင်ငံတွေကျတော့တရားဝင်လှုပ်ခွင့်ပြုထားတဲ့နိုင်ငံတွေရှိသေးတယ်တရားဝင်လှုပ်ခွင့်ပြုထားတဲ့နိုင်ငံတွေဟာတရားဝင်လူသတ်ခွင့်ပေးထားတာနဲ့မတူဘူးလားအေးလူလောကလို့ဒီလူရဲ့လူလို့သတ်မှတ်တဲ့အချက်ချင်းလည်းမတူကြဘူးဆေးပညာကလူလို့သတ်မှတ်တာဒီလှုပ်ရှားလာပြီးတော့တက်ရှူလာမှအဲ့ဒီအဆင့်ရောက်မှလူလို့သတ်မှတ်တယ်သူတို့လူလို့သတ်မှတ်တယ်ဗုဒ္ဓကတော့အဲ့ဒီလိုမဟုတ်ဘူးမြတ်စွာဘုရားကလူလို့သတ်မှတ်တာဘယ်ချိန်ကစသတ်မှတ်တုံးဆိုလို့ရှိရင်ဟိုဘဝကသုတိစိတ်ကြပြီးတော့မိခင်ရဲ့ဝမ်းထဲမှာကလလရေကြီးလို့ဆိုတဲ့အမတန်မှသေးငယ်တဲ့အဆက်အပြောက်ကလေးထဲမှာရှိတဲ့ပရိသေဝိညာဉ်စိတ်နဲ့စေတသိက်ကံမစားရုပ်30အဲ့ဒါနဲ့ဖွဲ့စည်းထားတဲ့ရေပေါက်ကလေးလောက်ရှိတဲ့အနေထားလေးကစပြီးတော့လူလို့သတ်မှတ်တယ်ဗျာအဲ့ဒီဟာကိုဘာဖြစ်လို့အသက်ရှိတယ်လို့အသက်ရှိတယ်မရှိဘူးလို့ဘယ်လိုလုပ်သိရမလဲလို့ဆိုရင်ဆေးပညာအဆိုအရကတော့သူကအသက်မရှိသေးဘူးနှလုံးမခုန်သေးဘူးဆိုရင်အသက်မရှိသေးဘူးလို့လူယူဆတယ်နဲ့တူတယ်နော်အသက်ဆိုဒီမှာအသက်ရှူသည်ဖြစ်စေမရှူသည်ဖြစ်စေနှလုံးခုန်သည်ဖြစ်စေမခုန်သည်ဖြစ်စေအသက်ဇီဝိတရဲ့အဓိပ္ပာယ်ကဒီရေကြီးပေါက်ကလေးတဖြည်းဖြည်းကြီးထွားလာအောင်ဒီထိမ့်သိမ်းဆောက်ရှောက်ထားတာဒီရေကြီးပေါက်လေးပုတ်သိုးမသွားအောင်ထိမ့်သိမ်းဆောက်ရှောက်ထားကိုဘုရားရဲ့အဆုံးအမကအသက်လို့ခေါ်တယ်နော်ဒါကြောင့်မလို့အသက်ဆိုတာကိုဥပမာပါနဲ့ပေးတော့ဆိုရင်ရေနဲ့ကြာဥပမာပေးထားရေဟာကြာကိုလန်းဆန်းပွင့်လန်းနေအောင်ဆောက်ရှောက်ထားတယ်လို့ပဲဇီဝိတကလည်းပဲလူရဲ့ရုပ်ခန္ဓာနာမ်ခန္ဓာကိုဆက်လက်ရှင်သန်နေအောင်ထိမ့်သိမ်းဆောက်ရှောက်ထားတယ်လို့ဒီလိုပြောတာအကယ်၍အသက်မရှိတော့ဘူးဆိုရင်အခုလူဘဝရောက်လာပြီးအသက်အရွယ်ရလာပြီးတော့အသက်ချုပ်သွားပြီဆိုလို့ရှိရင်3ရက်လောက်နေလို့ရှိရင်ဘာဖြစ်လဲဟုတ်လားအဲ့ဒါအသက်မရှိတော့တာသိချာအကယ်၍အသက်ရှိနေသေးတယ်ဆိုရင်မေ့မျောနေတဲ့ပုဂ္ဂိုလ်တရားဟောတလားမေ့နေနေတနှစ်မေ့နေနေဒီတခါတော့နိုင်ငံခြားမှာဆိုအနှစ်15နှစ်အနှစ်20မေ့နေတာရှိတယ်လေအသက်မရှိဘဲနဲ့အသေးလို့ဖြစ်နေဒါပေမဲ့မပုတ်ဘူးမပုတ်တာပါဆိုအသက်ရှိနေသေးတယ်အသက်ဆိုတဲ့ဇီဝိတက protect လုပ်ထားတယ်ထိမ့်သိမ်းဆောက်ရှောက်နေတယ်ဒါမို့မပုတ်တာနော်ဆက်လက်ပြီးတော့ဖြစ်နေတာပုတ်တိုးပြီးတော့မသွားဘူးတဲ့ကဲ၍အသက်မရှိတော့ဘူးဆိုရင်ပုတ်တိုးသွားတယ်ဒီလိုဆိုတာပေါ့ဒါကြောင့်မို့မိခင်ရဲ့ဝမ်းထဲမှာအသက်ကဘယ်ချိန်ကစတာတုံးလို့မေးလို့ရှိရင်ကလလရေကြီးကစတယ်လို့ဒီလိုပြောတာအဲ့ဒီအချိန်ကစပြီးဘောရှင်းလုပ်လို့မရဘူးယဟန်နေဆိုလို့ရှိရင်အဲ့ဒီအချိန်မှာဆေးပေးလို့ရှိရင်ကိုဝန်ကြဆေးဆိုတဲ့ဆေးမျိုးသွားပြီးတော့သေစေလိုတဲ့စိတ်နဲ့ပေးရင်ပါရဇိကကြလူသတ်မှုပဲနော်လူသတ်မှုကျက်ဥနဲ့ပတ်သက်ပြီးတော့စဉ်းစားကြည့်ကြပါကျွတ်ကျက်ဥကိုအသက်မရှိသေးဘူးလို့ယူဆတယ်ဘုရားရဲ့အဆိုမိန်ရဒီကျက်ဥလေးတရံပေါ်လာပြီဆိုကြတဲ့ဒီထဲမှာဝိညာဉ်ကလေးရှိနေပြီသူက
ဒီကျက်ဥလေးပုတ်မသွားအောင်ထိမ့်သိမ်းဆောက်ရှောက်တာအသက်ကထိမ့်သိမ်းဆောက်ရှောက်နော်အကောင်မပေါ်သေးတာနဲ့အသက်မရှိသေးဘူးလို့ဆိုလို့မဟုတ်ဘူးတဲ့ဟာနော်ကျက်ဥလေးဟာမိခင်ကျက်မကလည်းဝတ်ပေးတယ်နော်အဲ့ဒီကျက်ဥတွေကတဖြည်းဖြည်းရင့်လာတဲ့အခါမှာအကောင်ဖြစ်လာတယ်အဲ့ဒီဖြစ်လာဖို့အခြေအနေကမျိုးစိတ်ကလေးရှိကြတဲ့အသက်ရှိတယ်လို့ပြောရမှာဒါကိုကျက်ဥစားရင်ဗန္ဓတိပတ္တကထိုက်သလားလို့ဆိုကျက်ဥကိုတရဝါလို့လည်းယူဆမယ်တရဝါလို့လည်းတရဝါလည်းဟုတ်တယ်တရဝါတော့ဟုတ်နေပြီအသက်ရှိတာဟုတ်နေပြီတရဝါလို့လည်းယူဆမယ်သေစေလူတဲ့စိတ်လည်းရှိမယ်သေအောင်လည်းလုပ်မယ်သေလည်းသေမယ်ဒီ၅ချက်နဲ့ပြည့်စုံရင်တော့ဗန္ဓတိပတ္တကထိုက်တာပဲအဲ့တော့တရဝါလို့မယူဆဘူးအသက်မရှိဘူးလို့ယူဆပြီးစားနေရင်တော့လေသေမှုတော့ဖြစ်မှာပေါ့လေဗန္ဓတိပတ္တအင်္ဂါရတော့မပြည့်ဘူးလို့ဒီလိုပြောမှာပေါ့နော်ဒီလိုဆိုလိုတာပေါ့ဒါကြောင့်မလို့ဗန္ဓတိပတ္တကင်းလွတ်ခြင်းတဲ့ပုဂ္ဂိုလ်ကြီးငါးပါးသီလလုံးလုံးချုံချုံမိမိတန်တန်ရှင်းရှင်းနေခြင်းတဲ့ပုဂ္ဂိုလ်ကြီးကြတော့ကျက်ဥဆိုတာကိုမစားကြဘူးပေါ့သိပြီးတော့အစိမ်းကိုမစားကြဘူးပေါ့နော်ဒီလိုဆိုလိုတာအသက်လို့သတ်မှတ်ပုံချင်းဟာလောကသတ်မှတ်ချက်နဲ့မြတ်စွာဘုရားရဲ့သတ်မှတ်ချက်မတူဘူးဆိုတာလေးကိုတော့သတိထားပေါ့ဒါကောင်းပြီလူဘဝရလာကြတယ်လူဘဝရလာပြီအဲ့လိုရလာတဲ့အချိန်မှာမိဘနဲ့သားသမီးဆက်ဆံမှုဆိုတာနှစ်ခုဖြစ်လာအဲ့ဒီနေရာမှာဒီလိုတရုပ်ခွဲလို့ရမိဘကကိုချင်းသီလမရှိဘူးသားသမီးကကိုချင်းသီလရှိတယ်သားသမီးကကိုချင်းသီလမရှိဘူးမိဘကကိုချင်းသီလရှိတယ်သားသမီးရောမိဘရောကိုချင်းသီလမရှိဘူးနောက်သားသမီးရောမိဘရောကိုချင်းသီလနဲ့ပြည့်စုံတယ်လို့၄မျိုးမိသားစုကို၄မျိုးဒီလိုခွဲလို့ရဘယ်လိုအနေထားမှာပဲရှိရှိသားသမီးသည်မိဘကိုစော်ကားရင်အပြစ်ရှိတယ်ဘယ်လိုမိဘမျိုးပဲဖြစ်ဖြစ်စော်ကားရင်ကိုကသားသမီးဖြစ်ခြင်းကြောင့်ကိုယ့်ရဲ့ယာတုကနေမိသားပဲလေနေမိသားဆိုအထက်လူကြီးကိုပြန်ပြောမှုနဲ့အဲ့ဒီမှာသူကအပြစ်ရှိတာပဲဒါကိုတစ်ဖက်သက်လို့ပြောရမှာလားဆိုဘယ်ဟုတ်မလဲနော်ကျေးဇူးတရားဆိုတာဟာကိုယ့်ရဲ့အရင်ရောက်တဲ့ကကိုယ့်ကိုလှုပ်ပေးထားတဲ့ကျေးဇူးတရားဆိုတာရှိတယ်တင်းနေတာကိုယ်ကကျေးဇူးတင်တယ်ဒါကြောင့်မလို့ကိုချင်းတရားကောင်းတဲ့မိဘပဲဖြစ်စေမကောင်းတဲ့မိဘပဲဖြစ်စေသားသမီးကစော်ကားလို့ရှိရင်တော့ဒီအပြစ်ရှိတာပဲတခါဒီလိုခွဲတာလည်းရှိတယ်အမေကသီလရှိတယ်အဖေကသီလမရှိဘူးပါဏာတိပါဒဒီမာတုကာရကပိတုကာရကကံနှစ်ခုစလုံးကျွလွန်တယ်အမေရောအဖေရောတတ်တယ်ဆိုတဲ့လူကြတော့ဘယ်အကုသိုလ်ကအကျိုးပေးတော့ဆိုသီလရှိတဲ့ဟာကပို့ပြီးအကျိုးပေးသီလရှိတဲ့အမေအဖေကိုတတ်ရင်ပို့ကျိုးအပြစ်ကြီးတယ်ပေါ့အဲ့တော့မိဘနဲ့အမေနဲ့အဖေနှစ်ယောက်စလုံးတတ်လို့ရှိရင်တော့ဘယ်ဟာကပို့ပြီးတော့အကုသိုလ်ကြီးတော့ဆိုရင်အမေကိုတတ်တာပို့အကုသိုလ်ကြီးတယ်လို့ဘာဖြစ်လို့အမေကိုမျက်နှာလိုက်ရတာတော့ဆိုမျက်နှာလိုက်တာမဟုတ်ဘူးအမေကပို့ပြီးတော့လောက်ရတယ်လေအဖေဆိုတဲ့လူကခက်ဝေးဝေးနေတဲ့သူဟိုအမေကအကုန်လောက်ရတာလေသားသမီးအပေါ်မှာပြုစုစောင့်ရှောက်တဲ့နေရာမှာအမေကအဓိကဖြစ်တယ်ဒါကြောင့်မို့လို့အမေကျေးဇူးကပိုများတယ်လို့ဒီလိုပြောမှာဒါကြောင့်မို့ရှေ့ကထားတဲ့အခါမှာလဲမာတာပိတုပိတုမာတာလို့မခေါ်ဘဲနဲ့မာတာပိတုလို့ဒီလိုသုံးတာလေအတိပ္ပယ်ရှိတယ်ပေါ့နော်အမေအဖေသို့တော့စာပေစကားအရကြတော့မာတာနဲ့ပိတာဆိုတဲ့စကားနှစ်ခုဟာမာတုပိတုမှာအဆိုတဲ့စကားလုံးအစဉ်တိုင်းပြောမယ်ဆိုရင်မာတာကရှေ့ကနေရမှာပဲအဲ့ဒီဘက်ကကြည့်ရင်တော့ဒီဘက်ကကြည့်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့သားသမီးပုံမှာကျေးဇူးရှိလို့မာတာရှေ့ကနေရတယ်လို့ဒီလိုဆိုတယ်အဲ့တော့အချင်းချင်းကောင်းလို့ချက်ပြောရမယ်ဆိုရင်ဘ
ယ်လိုမိဘမျိုးပဲဖြစ်ဖြစ်သားသမီးကမိဘကိုပြစ်မှားရင်တော့သားသမီးမှာအပြစ်ရှိတယ်လို့ဒါကတော့တတိချမှတ်ထားရမှာပဲဘယ်လိုမိဘမျိုးပဲဖြစ်ဖြစ်သားသမီးကပြုစုရင်အကျိုးရှိတယ်ဒါကတတိချမှတ်သားရမယ်မြတ်စွာဘုရားရဲ့အဆုံးအမစကားပဲကျေးဇူးရှိတာဟာမိဘသားလည်းဖြစ်တယ်သားသမီးကကျေးဇူးရှိအဲ့တော့အမေဖေကကိုယ့်ပေါ်မှာအသာစီးရနေတယ်လို့တော့ဒီလိုမအောင်မေ့လေနဲ့သူကအရင်မွေးတာကိုရမှာပေါ့နည်းနည်းတော့အသာစီးရသို့တော့မိဘဝတ္တရားသားသမီးပေါ်မှာထားရမယ်မိဘဝတ္တရားဆိုတာကိုလေမြတ်စွာဘုရားကပုဒ္ဒဓာရတသင်္ဃဟောလို့ဆိုတဲ့စကားပုဒ္ဒသင်္ဃဟသားသမီးကိုချီးမြှောက်ဆောင်ရှောက်ရမယ်ဆိုတာမိဘရဲ့ဝတ္တရားတစ်ခုဖြစ်သွားတယ်ပေါ့အဲ့ဒီဝတ္တရားမကျေလို့ရှိရင်မိဘမှာလည်းအပြစ်တော့ရှိတာပေါ့ဒါဖြင့်မိဘကသားသမီးတတ်လို့ရှိရင်မာတုကာရကပိတုကာရကကံထိုက်တယ်လို့ပုဒ္ဒကာရကကံရောမထိုက်ဘူးလားလို့မေးစရာရှိတယ်တတ္တိအတွက်ကြောင့်အကုသိုလ်တော့ဖြစ်တယ်သို့တော့အာနန္တရိယကံလို့ဒီလိုပြောလို့မရဘူးကံကြီးထိုက်တယ်လို့ပြောလို့မရဘူးဘာဖြစ်လို့မရတော့ဆိုကိုကသားသမီးကဒီမိဘကခေါ်လို့လူဘဝရောက်လာတဲ့ပုဂ္ဂိုလ်ဆိုတော့ကိုကတဆင့်နှိမ့်နေတယ်ပေါ့နော်အမြဲတမ်းတဆင့်နှိမ့်နေတယ်ကိုသားသမီးကြတော့ကိုကမြင်မှာပေါ့လူတွေကသားဖြစ်လိုက်အဖေဖြစ်လိုက်ကိုဒီလိုသွားမှာပေါ့နော်အဲ့တော့ဒီအဆင့်မှာကြတော့ကိုကဝါနှိမ့်ဝါငဲနေတယ်ဝါငဲနေတော့ဝါကြီးဝါငဲဆိုတာဝါကြီးကရှ िख ိုးရတယ်လို့ရှိမှမရှိတာဝါငဲရပဲရှ िख ိုးရမှာပဲဒါကလောကရဲ့အစဉ်လာတစ်ခုပဲလေဒီလိုဆိုတာပေါ့ဒီကနေ့ခေတ်မှာမြန်မာပြည်မှာကိုပြောတာမဟုတ်ဘူးကမ္ဘာမှာကိုခြုံပြီးတော့ကြည့်သားသမီးနဲ့မိဘအကြားမိဘနဲ့သားသမီးအကြားဆက်ဆံရေးတွေဟာလျော့ပါလာတယ်ဆိုတာဒီမှန်ကန်တဲ့အမြင်တွေရော့ကျလာတယ်ဆိုတာထင်ထင်ရှားရှားရှိလာဟိုတန်ခါရခြားတွေမှာဆိုလို့ရှိရင်ဘာတွေဖြစ်လာတော့ဆိုသားသမီးက18နှစ်ဆိုရင်အရွယ်ရောက်ပြီတဲ့အရွယ်ရောက်တဲ့အခါကျတော့သူတို့နေခြင်းတဲ့စီနေမှာပဲသွားခြင်းတဲ့စီသွားတယ်မိဘရဲ့အုပ်ထိပ်မှုကလွတ်တယ်လို့ဥပရိယသူတို့ဒီလိုဆိုကြတယ်ဆိုသည့်အတွက်ကြောင့်သားသမီးကမိဘပေါ်သိပြီးတော့ဂရုစိုက်ကြတော့ဟုတ်18နှစ်ကဆိုလို့ရှိရင်ဘာနဲ့ဥပမာတူတော့ဆိုရင်အတိုက်ထဲကငှက်ကလေးတွေကိုယ့်အကိုပြန်နိုင်ရင်ပြန်သွားတော့တာပဲဒီအတိုက်ပြန်မလာတော့တယ်လို့ပဲအဲ့လိုသွားကြတာနိုင်ငံသားတွေကတော့အဲ့လိုဖြစ်ပြီမြန်မာပြည်မှာတော့အဲ့လိုမဟုတ်သေးဘူးမိဘနဲ့သားသမီးဟာမေတ္တာနှောင်ကြိုးလေးတွေရှိနေသေးတယ်အဲ့ဒီမေတ္တာနှောင်ကြိုးလေးတွေရှိနေတာဟာအလွန်ကောင်းတယ်လို့ပြောရမှာပဲဝတရားခြေပြမှုအတွက်မေတ္တာနှောင်ကြိုးလေးတွေရှိတယ်နိုင်ငံခြားတိုင်းပြည်မှာကြတော့မိဘနဲ့သားသမီးဆုံတွေ့ဖို့ဆိုတာအလွန်ခဲယဉ်သွားတယ်သူတို့ဘာသာရေးနေ့တွေတို့နယူးယားတို့ဘာတို့မှဂရိကတ်ကလေးဂရီတင်ကတ်ကလေးတွေပို့ပြီးတော့ဂရီတင်ကတ်လေးနဲ့နှုတ်ဆက်တာပဲရှိတော့နောက်ပိုင်းတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်နော်မြန်မာပြည်ကတက္ကကြီးတယောက်ရန်ကုန်ကပါပဲသူတို့နိုင်ငံခြားသွားပြီးအလုပ်ကိုင်လေးဆင်ပြေတဲ့အခါကျတော့သားသမီးသား2ယောက်ကိုခေါ်လိုက်တယ်ခေါ်လိုက်တဲ့အခါကျတော့ဒီကလေးတွေကငယ်ငယ်နဲ့ဟိုရောက်သွားတဲ့အခါကျောင်းကလူတွေပေါင်းသင်းနေနေဆိုတော့ကလေးတွေကမြန်မာအမူအရာသိပ်မရှိတော့ဒါကိုဟိုရင်းပေါ့နိုင်ငံခြားအသက်ဝင်သွားတယ်လို့ခေါ်ကြတာပေါ့အမေရိကန်မှာဆိုအမေရိကန်လိုက်ဝင်သွားတယ်လို့ပြောတာအသက်ဝင်သွားတဲ့အခါကျတော့အဖေကိုလက်ပြနှုတ်ဆက်သွားတဲ့အဆင့်ရောက်မြန်မာပြည်တုန်းကတော့အဖေကိုမေဖေကိုကြော့သွားတယ်လေဟိုကြတော့ဘာလို့တတာလှုပ်သွားတတာလှုပ်တာကအရေးမကြီးဘူးအမေဖေကိုဘီမဆိုင်ဘူးgirlfriend တွေခေါ်လာပြီးတော့နေစဉ်လိုနေတာမိဘရှိမှာအဲ့ဒီတကားကြီးကဒါသူများတဆင့်ပြောတာမဟုတ်ဘူးဘုန်းကြီးကိုအမေရိကသွားတဲ့အခါမှာ
လျှောက်တယ်ရှင်ဘုရားဒီကောင်လေးသင်္ကန်းဝတ်ပေးခြင်းနဲ့ဗျာတဲ့တပည့်တော်ခေါ်လာမိတာတော့မှားပါပြီခေါ်လာမိတာတပည့်တော်မှားပြီတဲ့ခုချိန်မှာဘာမှမတတ်နိုင်ဘူးသူအခုဘာကောင်းဆိုလားညာကောင်းဆိုလားသူဖြစ်နေရပြီတဲ့မကျေမနပ်ပြောတာအဲ့ဒီတခါကြီးကနော်အမေဖေကိုတတာလို့လှုပ်သွားတယ်ဘာမှကိမဆိုင်တော့ဒါကသူတို့နိုင်ငံရဲ့ဆက်ဆံရေးကဒီလိုရှိတာဟုတ်အဲ့ဒီပုံစံအတိုင်းချိုးသွားတဲ့အခါမှာနိုင်ငံခြားရောက်တဲ့မိဘတွေဟာစိတ်နှလုံးချမ်းသာတယ်လို့မထင်ကြလေနဲ့သားသမီးရှိတဲ့ပုဂ္ဂိုလ်တွေကစိတ်နှလုံးအေးချမ်းမှုမရကြဘူးတဲ့သို့တော့လိမ္မာတဲ့သားသမီးတော့ရှိမှာပေါ့နော်မရှိတဲ့သားသမီးတွေလည်းရှိတာပဲဘုန်းကြီးတို့ကြုံတွေ့ခဲ့ရတယ်ဆိုအဲ့ဒီမှာတစ်နှစ်လောက်နေခဲ့တဲ့အခါကျတော့သူတို့အကြောင်းတွေအကုန်လုံးတော်တော်လေးသိလာခဲ့ရတယ်ပေါ့နော်အဲ့ဒါလို့ဘဝအခြေအနေတစ်ခုတွေဟာသားသမီးနဲ့မိဘနဲ့သားသမီးကြားမှာအမြင်တွေဟာပြောင်းလဲသွားတာတွေလည်းအများကြီးရှိတယ်ပေါ့ပြောင်းလဲသွားပြီမိဘကလည်းသားသမီးကိုမဆောင်ရှောက်တော့ဘူးသားသမီးကလည်းမိဘကိုမဆောင်ရှောက်ကြတော့ဘူးသိပြီးတော့အတိမမပြုတ်ကြတဲ့အနေအထားဟာအတိုင်းအတာတစ်ခုအထိရောက်လာပြီလို့ဒီလိုပြောဒါကကောင်းတဲ့လက္ခဏာမဟုတ်ဘူးတဲ့ဘဝလောကကြီးဆွဲယူလာတဲ့လက္ခဏာလို့ဒီလိုပြောနောက်တစ်ခါသူတို့နိုင်ငံတွေမှာဘာဖြစ်လာတော့လို့ဆိုလို့ရှိရင်မိဘနဲ့သားသမီးကြားတို့ဆရာနဲ့တပည့်ကြားတို့တူတူပဲပေါ့ကိုသားသမီးဆိုပြီးတော့သွားပြီးတော့ကလေးလေးကိုသွားပြီးတော့ရိုက်တာနှက်တာသွားမလုပ်လေနဲ့နော်ဗမာပြည်မှာတော့ရိုက်လို့ရသေးတယ်ဒါပေမဲ့လွန်ကျွံရိုက်တာတော့မကောင်းဘူးပေါ့နော်မရိုက်သင့်ဘူးမရိုက်သင့်ဘူးဆုံးမရမယ်ဆုံးမတာနဲ့ရိုက်တာနဲ့တခြားစီပဲသို့တော့ဗမာပြည်ကလည်းရိုက်ခံဘုန်းကြီးတို့လည်းရိုက်ခံခဲ့ရတာပဲဆရာနဲ့တပည့်ကြားရိုက်ခံရိုက်တာမကောင်းဘူးဆိုတော့ခုမှသိနော်ဆုံးမဩဝါဒပေးရင်မရဘူးရိုက်မှကြောက်မယ်ဆိုတဲ့အတွေးကြီးကမှားတဲ့အတွေးကြီးပဲနော်ဒီကောင်ရိုက်ကိုရိုက်မှဖြစ်မှရိုက်မှကြောက်တယ်ရိုက်မှကြောက်တာမဟုတ်ဘူးနော်ဟိုသာသနာပိုင်ဆရာတော်ကြီးပြောတာလို့ပဲသူတပည့်ကသာသနာပိုင်ဖြစ်တော့ကျိုင်းကြီးနဲ့ဆွမ်းခံသွားတဲ့အခါတော့မှကျိုင်းနဲ့တိုင်းနဲ့အဲ့လိုသွားတဲ့အခါကျတော့ဟဲ့ကျိုင်းနေတိုင်းနေယူလို့နင့်ကိုလူကကြောက်မှမဟုတ်ဘူးကြောက်တော့အမြောက်ဆောင်ဆိုတာလို့ဖြစ်နော်အမြောက်နဲ့မှရမှာမင်းကျိုင်းနေတိုင်းနေတော့လူကကြောက်မှမဟုတ်ဘူးဆိုတာရိုက်ုံနဲ့တော့မကြိုက်ဘူးမကြောက်ဘူးနော်ဘလောက်ရိုက်မကြောက်ဘူးရိုက်တုံးနေပဲတခါတခါကိုရင်နေရိုက်ပြီးကြည့်လိုက်တယ်ပုတ်ပြီးတော့ဟိုဘက်ကျရီသွားတာပဲရိုက်တုံးနာတာပဲမျက်ရည်တောင်မချောက်ခင်ကရီးနေတာနောက်မလုပ်ဘူးလားဆိုလှုပ်ပြန်တာပဲဘာမှမထူဘူးအဲ့တော့ရိုက်တာနဲ့တာဟာတဲ့နောက်မောကကြတော့ဘာအကျိုးပေးတတ်တုံးဆိုလို့ရှိရင်ရတာချောတွေပျက်စီးတတ်တဲ့အကျိုးပေးတတ်တယ်စားလို့ရှိရင်ကြွင်မကောင်းဘူးဆိုတဲ့လူတွေအဲ့ဒါကြက်ကြက်တတိထားဟိုဘဝရိုက်လာကြွင်ပြက်တယ်နဲ့ခဏခဏပြောတာဟိုဘဝသူများရိုက်ခဲ့တယ်အဲ့ဒါရိုက်ခဲ့လို့ရှိရင်ကြွင်ပြက်တယ်နော်အဲ့တော့မရိုက်ဖဲနဲ့လိမ္မာရင်ကျေးအောင်နားလဲအောင်ဆုံးမတာဟာအကောင်းဆုံးပဲအကျိုးသင့်အကြောင်းသင့်ပြောပြပြီးဆုံးမတာဆုံးမတဲ့အခါမှာလူဆိုတာအမျိုးမျိုးရှိတယ်ရသော်ဗျာဥပမာပေးထားရှိတယ်ယောဂတဲ့ဟာ၃မျိုးရှိတယ်တဲ့ဆေဝါဓာတ်စာကုသမှုခံရမှအသက်ရှည်မဲ့လူနာလည်းရှိတယ်တဲ့ဆေဝါဓာတ်စာကုသမှုရသည်ဖြစ်စေမရသည်ဖြစ်စေသေမဲ့အကောင်လည်းရှိတယ်တဲ့ကုသဆေဝါခံရသည်ဖြစ်စေမခံရသည်ဖြစ်စေသူကသူချိန်တန်တော့ပြောင်းမဲ့ယောဂလည်းရှိတယ်တဲ့အဲ့တော့ဆုံးမဩဝါဒပေးရတယ်ဆိုတာခုနလိုပြုစုကုသမှုခံရမှအသက်ရှည်မဲ့လူနာမျိုးမခံရရင်အသက်မရှည်ဘူးဆိုတဲ့လူနာမျိုးလိုပဲဆုံးမဩဝါဒရမှကြီးပွားမယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးသာဆုံးမရမှာဆုံးမစရာမလိုဘူးသူကသူခုနလိုဆေးကုစရာမလိုဘူးသူကသူပျောက်မဲ့ယောဂမျိုးလို့ကု
ကုမကုမရဘူးသေမယ်ဆိုတာမျိုးတွေတို့အဲ့လိုပုဂ္ဂိုလ်မျိုးတွေကြတော့အဓိကမဟုတ်ဘူးတဲ့ဆုံးမဩဝါဒမှမရရင်ဒီလူကပျက်စီးသွားမယ်အဲ့ဒီပုဂ္ဂိုလ်မျိုးအတွက်ဆုံးမရတာတဲ့လူ၃ယောက်ထဲမှာ၁ယောက်ပဲဆုံးမရမယ်လူပါတယ်ဟုတ်ကဲ့လားအဲ့ဒီအမျိုးစားတဲ့ပါမှဆုံးမဖို့တန်ဖိုးရှိတယ်ဟိုအကျိုးရှိတယ်ပေါ့အဲ့တော့လူလောကမှာမိဘနဲ့သားသမီးကြားဒီမှန်ကန်သောအမြင်ဆိုတာတွေကဝဲပြခြားနာလာပြီမိဘကတို့ကျေးဇူးရှိတယ်ဆိုတာကိုလက်မခံခြင်းလာကြဘူးဒါမှားရတဲ့အမြင်တစ်ခုဖြစ်လာတယ်မိဘရှိတယ်မရှိဘူးဆိုတာတောင်မိဘရှိတယ်တောင်အတိမမပြုခြင်းဘူးအဲ့ဒါလို့ဖြစ်လာလို့ရှိရင်တော့လူလောကကြီးကပျက်စီးဖို့ဆိုရယ်ဒီအမြင်တွေကမြင်လာသူတော်ကောင်းတွေရဲ့အမြင်ကြတော့နှစ်ဖက်ပဲလို့မြင်ရတော့ဆိုအေးမိဘဆိုတာကျေးဇူးရှိတယ်သီလရှိသည်ဖြစ်စေမရှိသည်ဖြစ်စေမိဘကကျေးဇူးရှိတယ်ကျေးဇူးသာကိုယ်နဲ့ဆိုင်တာသီလရှိတာမရှိတာကိုယ်နဲ့မဆိုင်သီလရှိတာမရှိတာသူ့ရဲ့ကိုယ်ရေးကိုယ်တာလို့ဒီလိုတွေ့ရကျေးဇူးရှိတာမရှိတာကိုယ်နဲ့ပတ်သက်တယ်ဒီလိုဆိုရမှာနော်သားသမီးကလည်းပဲထို့တူပဲတို့ဟာကျေးဇူးရှိတဲ့ပုဂ္ဂိုလ်မှုကျေးဇူးတင်ရမယ်ကျေးဇူးပြုရမယ်ဒီလိုဆိုရအဲ့တော့မိဘကလည်းသားသမီးကိုကျေးဇူးပြုတယ်အဲ့ဒါလို့မှန်ကန်တဲ့အမြင်နဲ့သွားနိုင်ငံခြားတိုင်းပြည်တွေမှာကိုသားသမီးဆိုပြီးတော့သွားရိုက်လို့မရဘူးရိုက်တာနဲ့ဘာလုပ်လဲ911နှိပ်ပြီးတော့ပလိတ်လှမ်းခေါ်တာအဲ့မိဘအဲ့ဒါဖမ်းခံရတယ်နော်ဖမ်းခံရတယ်သူတို့စီမှာဥပဒေရှိကလေးလေးတွေပြောမရလို့ရှိရင်ပြောလို့ရိုက်မယ်လို့တော့မအောင်မေ့လေးနဲ့နိုင်ငံခြားမှာရိုက်ပြီးဆိုလို့ရှိရင်မိဘကိုသားသမီးတောင်ကိုမပိုင်တော့တဲ့အနေအထားမျိုးရောက်သွားတယ်ရိုက်တာအားပေးเสียတော့မဟုတ်ဘူးပေါ့ခုနပြောတဲ့အတိုင်းဆုံးမဖို့ပဲတောင်းရှိတယ်ပေါ့အေးအဲ့ဒါလို့ခိရဲ့အခြေအနေတွေဟာပြောင်းလဲနေတယ်တိုးတက်တယ်လို့ပြောခြင်းပြောဆိုးရုပ်တယ်လို့ပြောခြင်းပြောရမယ်ဆိုရင်တော့မြတ်စွာဘုရားအဆုံးအမတွေရောပါသွားရင်အဆုံးအမတွေပျက်စီးသွားရင်တော့ဆိုးရုပ်တယ်လို့ပဲပြောရမှာပဲသူတော်ကောင်းတွေရဲ့အတွေးခေါ်သူတော်ကောင်းတွေရဲ့အဆုံးအမတွေရောပါသွားပြီဆိုလို့ရှိရင်ဆိုးရုပ်တယ်ပဲပြောမှာလောကကြီးမှာတိုးတက်တယ်ဆိုတာဟာအရင်တော့လှဲစီးရတယ်အခုကားစီးရတယ်ဒါတိုးတက်တယ်လို့ပြောမှာပဲသို့တော့ရှင်းတော့ကလူငယ်လူရွယ်တွေဟာဆရာမိဘကိုယုံသိလေးစားကြတယ်ခဏယုံသိလေးစားမှုမရှိဘူးဒီဘိုင်းကဆိုးရုပ်တယ်လို့ပြောမှာပဲအဲ့တော့ဆိုးရုပ်မှုတိုးတက်မှုဆိုတာသူ့အပိုင်းနဲ့သူရှိတယ်ပေါ့တိုးတက်တယ်လို့လည်းမပြောနဲ့ဆိုးရုပ်တယ်လို့လည်းမပြောနဲ့တိုးတက်တာဆိုရင်ဘယ်ပိုင်းကတိုးတက်တယ်ဆိုးရုပ်တယ်ဘယ်ပိုင်းကဆိုးရုပ်တယ်ဒီလိုကြည့်ရမယ်သူကလည်းသူခွဲခွဲခြားခြားမြင်ဖို့လိုတယ်ပေါ့ကောင်းတဲ့အနေအထားတွေဆိုးရုပ်လာသလားဆိုးတဲ့ကောင်းတဲ့အနေအထားတွေတိုးတက်လာသလားဒီတစ်ခုပဲကြည့်ရအဲ့တော့လောကကြီးကိုခြုံငုံပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့ရုပ်ဝတ္ထုဘက်ကတော့တိုးတက်လာတာမှန်တယ်စိတ်ဓာတ်ဆိုင်ရာလူတွေရဲ့အသိပညာဆိုင်ရာစိတ်ဓာတ်ရေးရာတွေကတော့ဆွဲဟုတ်လာတယ်လို့ပဲဒီလိုပဲပြောအောင်ပါပဲဒါကြောင့်မို့မိဘနဲ့သားသမီးရဲ့အကြားမှာမှန်ကန်သောအမြင်တစ်ခုဟာအမြဲတမ်းရှိနေဖို့လိုတယ်မှန်ကန်သောအမြင်တစ်ခုရှိအေးမိဘဆိုတဲ့စိတ်ရှိပြီးတော့မိဘကလည်းပဲဗုဒ္ဓဓာရတသင်္ဃဟောဆိုတဲ့အတိုင်းမွေးထားတဲ့သားသမီးတွေကြီးပွားတိုးတက်ဖို့အတွက်ငါတာဝန်ရှိတယ်ဆုံးမဩဝါဒပေးရမယ်သားသမီးကလည်းပဲအေးငါတို့ကိုကျွေးမွေးထားတဲ့မိဘတွေငါတို့ရဲ့ကျေးဇူးရှင်တွေဖြစ်တယ်ငါတို့ဟာယူသည်လေးစားပဲပြုစုဆောင်ရှောက်ရမယ်ရသော်ဘုရားကဘလောက်ထီအောင်ဟောတာတော့ဆိုရင်တာယနံပါရိစရိယာယမာတာပိတုတုပန္တိတာဣတိဝနံပတန်တန္တိပစ္စတက္ကေပမောရတိတဲ့အသိပညာရှိတဲ့သားသမီးတွေဟာတဲ့မိဘကိုပြုစုလုပ်ကြွေးကြတယ်တဲ့အဲ့ဒီလိုပြုစုလုပ်ကြွေးသည့်အတွက်ကြောင့်ဒီဘဝမှာချီးမွမ်းခံရပြီးတော့နောက်ဘဝကျတော့လေနတ်ပြည်ရောက်တယ်လို့ဒီလိုဟောထားတာနော်ဒီဘဝမှာအချီးမွမ်းခံရခြင်းနောက်ဘဝနတ်ပြည်ရောက်ရခြင်းဆိုတာမိဘကိုပြုစုခြင်းရဲ့အကျိုးကျေးဇူးအနေနဲ့မြတ်စွာဘုရားဖော်ပြထားတာ
အဲ့တော့စော်ကားမယ်ဆိုလို့ရှိရင်လေဒီဘဝမှာကဲ့ရဲ့ခံရပြီးနောက်ဘဝမှာငရဲကြမယ်ဆိုတဲ့အပြစ်ရမှာပဲဒေသနာတော်ဆိုတာအပြန်အလှန်နှစ်ခုယူရတယ်အကောင်းလို့ရင်ကောင်းဖြစ်တယ်ဆိုးလို့ရင်ဆိုးဖြစ်တယ်ဒီလိုရှိတာဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမတွေတို့အတိုင်းဝိုင်းထဲမှာမြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တွေရဲ့အတိုင်းဝိုင်းထဲမှာဗုဒ္ဓရဲ့အဆုံးအမတွေဘယ်လောက်ထိတည်ရှိသလဲဘယ်လောက်ထိလိုက်နာနေကြသလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ဘုန်းကြီးတို့တွေဟာဆုပ်တဲ့တိုးတက်တယ်ဆိုတာကိုမှတ်သားနားလည်ကြမှာဖြစ်တယ်ကိုယ်နဲ့ပတ်သက်ပြီးတော့မဆုပ်ဖို့ကြိုးစားအထောက်ကြကိုယ်အတိုင်းဝိုင်းထဲမှာဒါမျိုးတွေမဆုပ်ရအောင်ကြိုးစားအထောက်အောင်အဲ့ဒါလို့မိဘနဲ့သားသမီးကြားမှာမြတ်စွာဘုရားဟောကြားတဲ့မှန်ကန်တဲ့အမြင်တွေဟာဒီကနေ့ကမ္ဘာလောကကြီးမှာပျက်စီးဆုံးရှုံးလာပြီနောက်တစ်ခုပြောမိဘစကားဆိုတာသားသမီးကနားထောင်ရတယ်ဒါကရှင်းပုံရအပြင်ပြောတဲ့စကားခုနစကားကိုပြန်ကောက်ကြည့်မိဘကအကျင့်သီလမရှိဘူးပညာမရှိဘူးသားသမီးကအကျင့်သီလရှိတယ်ပညာရှိတယ်ကဲမိဘကကိုယ်ဆုံးမလို့ရှိရင်အရက်ပလင်းယူခဲ့စမ်းအရက်ငှားစမ်းသွားဝယ်စမ်းဆိုရင်ဘယ်လိုလုပ်ဟောအဲ့လိုမိဘရောမရှိနိုင်ဘူးလားအဲ့ဒီလိုရှိလာရင်ရောဘယ်လိုလုပ်ရမလဲနော်ဒါမျိုးကလောကကြီးမှာအခုမေးခွန်းတွေကတက်လာတယ်လေအဲ့ဒါမျိုးတွေတက်လာတယ်အဲ့တော့မြတ်စွာဘုရားကမိဘကိုသားသမီးကဘာလုပ်ပေးရမလဲလို့ဆိုတဲ့အခါမှာဓမ္မနဲ့ခြေဆုရှိရင်ခြေတယ်တဲ့တရားမရှိတဲ့မိဘတရားရှိလာအောင်သားသမီးကမိဘကိုတရားတရားဖြစ်လာအောင်သွေးဆောင်ပေးရမယ်ကိုချင်းသီလမရှိတဲ့မိဘကိုချင်းသီလရှိလာအောင်အသိပညာမရှိတဲ့မိဘအသိပညာရှိလာအောင်သားသမီးကလှုပ်ဆောင်ပြီးတော့ပေးနိုင်မယ်ဆိုရင်ဒီသားသမီးဟာမိဘခြေဆုကိုခြေလည်အောင်ဆက်ရရောက်တယ်ဓမ္မနဲ့ခြေလည်အောင်ဆက်ရရောက်တယ်လို့ဒီလိုသုတ်တန်တစ်ခုမှအဲ့လိုဟောထားသည့်အတွက်ကြောင့်မိဘရဲ့ဒုစရိုက်လုပ်ငန်းကိုတော့သားသမီးကအာမပေးတိုက်ဘူးပေါ့ကိုယ်တိုင်ကပညာရှိလာပြီဆိုရင်နော်ကောင်းတဲ့ဘက်ကိုသာလဲကိုမိဘကိုရောက်အောင်ပို့ဆောင်ပြီးတော့ပေးတဲ့နေတီဟိုကျွန်းမှာတောနဆိုတဲ့မထေမြတ်ရှိတယ်သူကငယ်စဉ်ကတည်းကယဟန်ဝတ်သွားပြီးတော့ယဟန္တာဖြစ်နေသို့တော့သူ့ဖေကတော့မုတ်ဆိုးကြီးခေါ်လို့ပြောလို့မရဘူးအသက်အရွယ်ကြီးလာတဲ့အခါကျတော့ဒီသားကောင်တွေကိုမဖမ်းနိုင်တော့အိုမင်းလာတဲ့အခါကျတော့မှချော့မော့ပြီးကြောင်းခေါ်ပြီးဦးစင်းကြီးကိုပေးထားတယ်ဦးစင်းကြီးကိုပေးထားအဲ့ဒါလိုပဲလုံးဝမှာပဲအဖေကအရက်ဝယ်ရင်တော့ဝယ်မပေးနဲ့ပေါ့ချော့မော့ပြီးတော့အဲ့မှာဖြော်ရည်လေးပါလေးဝယ်ပေးပေါ့ဒီလိုပဲလုပ်အောင်ပါနော်အဲ့ဒါလိုသင်္ကန်းဝတ်ပေးထားတဲ့အခါတေကန်ကြီးကြတော့ဘာဖြစ်တယ်ဆိုအာယုန်နမိတ်တွေကသူလှုပ်ခဲ့တာတွေကအိမ်မက်လို့ပေါ်လာတယ်သူကမဟုတ်ဆိုးလှုပ်တယ်ဆိုတော့ခွေးတွေမွေးလှန်နေဓာတ်တွေလေးတွေများတွေနဲ့တောလဲတာအဲ့တော့တရက်ဒီတေကန်ကြီးမိန်မောလာတဲ့အချိန်မှာသူ့ကိုခွေးတွေကဝိုင်းအောင်ပြီးတော့ကြိုက်တော့မဲ့အနေထားမျိုးသူသွားပြီးတော့အိမ်မက်ထဲလို့မြင်ရတဲ့အခါကျတော့လောက်ကြပါအောင်ခွေးတွေလားကုန်ပြီခွေးတွေကြိုက်တော့မယ်နဲ့အဲ့တော့သူ့သားကသဘောပေါက်တယ်ဒါငရဲနမိတ်တွေထင်တာပဲငရဲကြတော့မှာပဲဆိုပြီးတော့စေရီရင်ပြင်ကိုပွေ့ချီသွားပြီးတော့ဦးစင်းကြီးတတိထားဟောဒီမဲ့စေရီရင်ပြင်ရောက်နေပြီဟောဒီဖះပန်းကိုလှူလိုက်ဒါလေးကိုလှူလိုက်ဖះကိုအောင်ပြုလိုက်ခွေးတွေမလာတော့ဘူးမကြိုက်တော့ဘူးနဲ့ပြောလိုက်တဲ့အခါမှာသူအားရပြီးတော့ဖះကိုမျက်လုံးဖွင့်ကြည့်ပြီးတော့စိတ်ထဲမှာအကြောက်ကလေးပြေသွားပြီဖះကိုအာရုံပြုလိုက်တဲ့အခါကျတော့မှနတ်သမီးတွေလာနေပြီဆိုအာယုံကပြောင်းသွားတဲ့နော်အဲ့ဒီချိန်လေးမှာတည်သွားတော့နတ်ပြည်ဖြစ်သွားတယ်ကဲတင်လိုက်တာသာသမီက
ကဲတင်လိုက်တာအကုသိုလ်ကုသိုလ်ကအဲ့ဒါလို့ကဲတင်လို့ရသလားလို့ဆိုရတယ်သူကတေဂန်ဤမှာဖြစ်လိုက်တဲ့ကုသိုလ်ဟာအကုသိုလ်တခဏတာမြကဲတင်လို့လည်းရတယ်တေဂန်ဤမှာဖြစ်တဲ့အကုသိုလ်ကလည်းပဲကုသိုလ်တွေလှုပ်ထားတာကိုအခွင့်အရေးမရအောင်သူကလက်ဦးမှုယူသွားတာမျိုးလည်းရှိတတ်တယ်ဒါကြောင့်မို့တေဂန်ဤမှာအလွန်အရေးကြီးတယ်တဲ့တေဂန်ဤမှာသိအရေးကြီးတေဂန်ဤအချိန်ရောက်နေပြီဆိုလို့ရှိရင်ဗမာတွေမှာတော်တော်များများအနာနာလူမမာနာလာပြီးတောင်မေးမြောက်မေးဒီတောင်ကကြော်နိုင်မှာမထင်ပါဘူးဘိုးကတော့မေ့နေမှာမဟုတ်တာကြားနေတာအဲ့လိုတွေပြောဗန်စာဥဒိမေးထားလိုက်ခဲ့လားတို့လက်မထိုးလိုက်ခဲ့လားတို့မေးတဲ့လူကမေးစိတ်နှကဘယ်နှထားတော့လို့အဲ့ဒါမျိုးတွေကမလောက်ထိုက်ဘူးတဲ့နော်လို့ကအဲ့ဒါလို့ရင်တော့သွားပြီဒုက္ခရောက်ပြီဟိုလူကအဲ့လိုဖြစ်တတ်တယ်ဘုန်းကြီးတွေကြတော့လဲကိုတော်เจ้าဘသူအပ်ခဲ့တာတော့လို့ဘာလို့လောက်ခုံအဲ့ဒီဒုက္ခတွေရောက်တယ်အဲ့ဒီအချိန်မှာစိတ်ကလေးဖြောင်းနေအောင်ငြိမ်ငြိမ်လေးထားပြီးတရားလေးဖွင့်ပေးတာတို့ကုသိုလ်ကောင်းမှုလေးလုပ်ပေးပြီးတော့ငြိမ်ငြိမ်အေးအေးချမ်းချမ်းလေးနဲ့နေအောင်တိတ်တိတ်ဆိတ်ဆိတ်ကလေးနေရတယ်စကားမပြောမှန်အဲ့ဒီအချိန်မှာဆူညံနဲ့ဟိုလူလာဒီလူလာလက်မခံတာကောင်းတယ်နော်လာတဲ့လူကဟိုပြောဒီပြောသိပြောတာတို့လည်းမပြောတတ်ဘူးဗမာတွေကအထုံးစံအရန်ကြဲကြဲပြောတတ်တယ်အဲ့ဒါတွေကဒုက္ခရောက်စေတတ်တဲ့အရာတွေဖြစ်တယ်ပေါ့ဒါကြောင့်မို့အရာရာမှာတတိထားရမယ့်ကိစ္စတွေဆင်ခြင်ရမယ့်ကိစ္စတွေလောကကြီးမှာရှိတယ်ပေါ့မိဘနဲ့သားသမီးဆက်လက်ပြီးတော့စဉ်းစားစရာသားသမီးကကိုယ်ကျင့်တရားကောင်းပြီးတော့မိဘမကောင်းဘူးဆိုရင်သားသမီးကမိဘအရာလို့နေပြီးတော့ကိုမိဘကောင်းလာအောင်သွေးဆောင်ဖြားယောင်းလို့တိုက်တွန်းနှိုးဆော်ပေးလို့ရှိရင်လေမိဘဟာကောင်းတဲ့အနေအထားမျိုးရောက်လာနိုင်တယ်ပေါ့ဒီလိုပဲလုပ်ရမှာပဲဟောနောက်တစ်ခုကဆိုပါစို့ကြံ့ကြံ့ဖန်ဖန်မေးတတ်ကြတယ်မိဘစကားကိုနေရာတိုင်းနားထောင်ရမှာလားလို့မေးတဲ့အခါမှာအေးကျိုးချောင်းစီလျော်တဲ့မိဘစကားကိုတော့နားထောင်ကျိုးချောင်းစီလျော်မှုမဟုတ်ဘူးကုသိုလ်ကောင်းမှုနဲ့ပတ်သက်လာတဲ့ဟာမျိုးကိုကဥပမာဘုန်းကြီးဝတ်ချင်တယ်မိဘကမိုးစေခြင်းဘူးသို့တော်မြတ်စွာဘုရားကအဲ့ဒီနေရာမှာမိဘရဲ့သဘောတူညီချက်ကိုယူရမယ်လို့ဒီလိုဟောတာရှိတယ်ဒါကဘာကြောင့်ယူခိုင်းတာတော့ဆိုတော့ခမည်းတော်သုတ်တော်ရဏမင်းကြီးကရှောက်သွားတာအရှင်ဘုရားတပည့်တော်ကိုဒါလေးတော့ဂရိပေးပါဆိုပြီးရှောက်သွားတယ်နော်မိဘရဲ့စိတ်နှလုံးဆိုတာတဲ့ကိုသားသမီးပေါ်မှာအမြဲတမ်းချစ်တယ်တဲ့ဒါကြောင့်မို့မိဘခွင့်မပြုရင်သင်္ကန်းဝတ်မပေးပါနဲ့ဆိုတာကြောင့်မြတ်စွာဘုရားဒါကိုဂရိပေးလိုက်တာသို့တော့ရှင်သာရိပုတ္တရာရဲ့ညီငယ်လေးရေဝတဆိုတာကြတော့ရှင်သာရိပုတ္တရာကမှားထားတယ်ရဟန်းတော်တွေကိုကိုတော်တို့တဲ့တပည့်တော်ညီလေးရောက်လာလို့ရှင်ဝတ်ပေးလိုက်ပါတဲ့တပည့်တော်အမေဖေတွေကဗုဒ္ဓဘာသာတွေမဟုတ်ဘူးတဲ့ဘာသာကြားတွေဖြစ်နေတယ်သူတို့စီခွင့်တောင်းစရာမလိုဘူးသူပဲမိဘပါပဲလို့ပြောတာရှိတယ်နော်အဲ့တော့ကောင်းတာလုပ်ပြီးဆိုတဲ့အခါကျတော့တစ်ခါမိဘသဘောတူသည်ဖြစ်စေမတူသည်ဖြစ်စေလုပ်ရတာရှိတယ်ကောင်းတဲ့အလုပ်လုပ်တာကိုကဲမြတ်စွာဘုရားရဲ့အလောင်းတိဋ္ဌရမင်းသားတောထွက်တယ်မိဘတွေကမထွက်စေခြင်းဘူးစာပေထဲမှာဘယ်လိုရေးထားတော့ဆိုမာတာအကာမကဏံမာတာပိတုနံရုထံဒါနံနဲ့အမေဖေတွေကမသွားစေခြင်းလို့ငိုယိုနေတော့ဘုရားလောင်းလေးတောထွက်သွားမိဘစကားနားမထောင်ဘူးလို့ပြောမှာပေါ့ခဏခေတ်မှာဆိုရင်နော်အဲ့တော့ဒီကိစ္စမှာမိဘစကားနားထောင်နေလို့ရှိရင်ဘုရားပြစ်ပါမလားကောင်းတယ်ပဲလုပ်ရမယ်ဆိုတဲ့နေရာကြတော့မိဘစကားဟာအဓိကမဟုတ်ပြန်တော့ဘူးပေါ့ဒီလိုဆိုလိုတာနော်နားထောင်ရမယ်ဆိုတာဆုံးမဩဝါဒအနေနဲ့じゃနားထောင်အောင်သို့တော်မိဘစကားကကိုရည်မှန်းတဲ့ကုသိုလ်တဲ့အောက်တန်းကျနေလို့ရှိရင်တော့နားထောင်စရာမလိုဘူးလို့ပြောရမှာပဲဒါတာရကရှိလားရှိတယ်လေဘုရားလောင်းနေမိဘစကားနားမထောင်မနဲ့တောထွက်သွားတာတွေအများကြီးပဲတောထွက်ပြီးတော့တရားဓမ္မကျင့်ကြံကြိုးကိုအထောက်တာပဲ
အဲ့တော့မိဘရဲ့ဆုံးမဩဝါဒကနှိမ့်ချနေပြီးတော့ကိုလုပ်တဲ့အလုပ်ကပို့ပြီးတော့မြင့်မြတ်နေလို့ရှိရင်တော့မိဘစကားနားထောင်เสียမလို့တော့ဘူးပေါ့ဒီလိုဆိုမှာပေါ့နော်နိုင်ငံသားတွေကကြမ်းကြမ်းဖန်ဖန်မေးတတ်တယ်ဒါမျိုးဟာကြမ်းကြမ်းဖန်ဖန်မေးတယ်ကြမ်းကြမ်းဖန်ဖန်မေးတာဟာကြမ်းကြမ်းဖန်ဖန်တွေးလို့ကိုမတွေးရင်ကတော့ဘာမှမေးစရာတွေးမှာမဟုတ်ဘူးအဲ့တော့အမှတ်တမဲ့မနေရဘူးတွေးရကဲနောက်တစ်ခုသူတို့မေးတတ်တာလေးတစ်ခုရှိသေးတယ်မြတ်စွာဘုရားကမြတ်စွာဘုရားတောထွက်တဲ့အခါမှာကြည့်ရသောတရာကိုကလေးတယောက်နဲ့ပြစ်ထားခဲ့တာမဟုတ်လားကလေးတယောက်နဲ့ပြစ်ထားခဲ့စဉ်းစားကြည့်လိုက်ရသောတရာရဲ့အမေအဖေနေရာကနေစဉ်းစားကြည့်ငါသမီးယူပြီးတော့ဟုတ်လားကလေးတယောက်နဲ့လုံမကြွေးပဲနဲ့ပြစ်ထားခဲ့တယ်လို့မပြောပေဘူးလားပြောပါပဲသူ့အဖေကြီးကလည်းအဲ့တိုင်းပဲသုဘဗုဒ္ဓတဲ့ရသောရရဲ့အဖေဒေဝရရဲ့အဖေအဲ့ဒါနဲ့မချေနှက်တာသူဖះရဲ့ဟိုရင်းတော်တယ်ဥလေးတော်တယ်သုဘဗုဒ္ဓဆိုမေရောမာယာရဲ့မောင်သူလုံးဝမချေနှက်ဘူးသူ့သမီးကလေးတယောက်နဲ့ပြစ်ထားခဲ့တယ်ဆိုပြီးတော့မချေနှက်ဘူးဖះလောင်းတော်ထွက်သွားတာဘုရားဝင်ဖတ်တဲ့လူကတော့မလေးဟုတ်တယ်ဒါပေမဲ့သူ့အနေနဲ့ကြည့်မယ်ဆိုရင်ခြေနှက်เสียရှိရလားမရှိဘူးအဲ့ဒါမခြေနှက်လို့တခါတော့ကမြတ်စွာဘုရားကဒေဝဒဟတွေဝင်လာတဲ့အခါမှာသူကလမ်းပိတ်ပြီးတော့အရက်တောက်နေတာမြတ်စွာဘုရားဆောင်းငံမဲ့သွားလမ်းကိုအရက်တောက်နေတာတိတ်မပေးဘူးမြတ်စွာဘုရားကပြောတယ်သူဆောင်းငံသွားမယ်ဒီလမ်းကသွားမယ်ဆိုတော့အဲ့တော့ဗာပြောတော့ဆိုတိဋ္ဌထငါရငယ်တယ်ပေါ့ငါကိဥဆိုင်ဆရာမလို့မကျေနပ်ချက်တွေနဲ့နော်လမ်းပိတ်ပြီးတော့အရက်တောက်နေတာရသော်ဘုရားကဗာပြောတော့ဆိုအေးဒီဘာတွေတော့မင်းကြီးရတော့9ရက်လောက်နေရင်တော့မြေမြိုတော့မှာပဲသူအကုသိုလ်တွေကအတော်များနေပြီရသော်ဘုရားပေါ်မှာစော်ကားတဲ့စိတ်တွေကအလွန်များတော့အထွတ်ထိပ်ရောက်သွားပြီဆိုနောက်ဆုံးကြတော့အဲ့ဒီစကားကိုနားတော့ကြားတော့သူကြောက်တယ်ကြောက်လို့9ထပ်ရှိတဲ့တိုက်ပေါ်မှာတက်နေတယ်တက်နေပြီသူအောက်မဆင်းမိအောင်လို့ဆိုပြီးတော့အထက်တိုင်းမှာလက်ဝိသမားတယောက်စီချထားတယ်အကယ်၍များသူမေ့ပြီးဆင်းလာရင်အပေါ်ပြန်တွန်းပြီးတော့တင်ရမယ်လို့ပြောထားတာနော်လူ9ယောက်နောက်ဆုံး9ရက်ပြည့်တဲ့နေ့ကျတော့သူစီးတဲ့မြင်းကထိမ့်မရအောင်အော်ဟစ်နေဟီးနေတယ်ပေါ့လေခုံပေါက်ဟီးနေတော့အဲ့ဒီမှာသူမေ့သွားတာမြင်းကိုထိမ့်ဖို့ဆိုပြီးတော့သူဆင်းတာဆင်းတော့ဟိုကောင်တွေကလည်းပဲတွန်းတင်ရမယ်အစားအောက်ကြည့်ပဲတွန်းချအဲ့ဒါနဲ့အောက်ရောက်သွားပြီးမြေကြီးပေါ်လည်းရောက်မြေမြူသွားတယ်ဆိုတဲ့ဇာလံရှိတယ်လေအဲ့ဒါဒေဝရတ်တို့ရသောရရတို့ရဲ့အဖေပဲမကြည်မနှက်စိတ်တွေဖြစ်တတ်တယ်ဆိုတာဒါလူတဘာဝပဲဒါပြောလို့မရကဲအဲ့ဒီနေရာမှာမြတ်စွာဘုရားဟာရသောရရနဲ့သားတော်အပေါ်မှာတောင်းဝတရားမကြည်ပဲနဲ့ရက်ဆက်ထားလားလို့ဆိုတော့ဒါကသူ့ရဲ့အလွန်မြင့်မြတ်တဲ့ဆန္ဒအရာသူလုပ်တာသူတို့ကမှပြက်လို့ပျက်စီးစေဆိုတဲ့စိတ်တည်းမဟုတ်ဘူးဒါဒီကလေးတယောက်နဲ့ငါပြစ်ထားခဲ့မယ်ဆိုတဲ့စိတ်မဟုတ်ဘူးဒီတရားကျင့်မှတရားတွေအလုံးကိုကဲတင်နိုင်တဲ့တရားအလုံးကိုရှင်းပြနိုင်တဲ့တရားဓမ္မကိုငါသိနိုင်မှာဒါကြောင့်မို့လို့ငါတရားကျင့်ရမယ်ဆိုတဲ့စိတ်နဲ့သွားတာဒီတို့သားမီးနှစ်ယောက်ဒုက္ခရောက်စေဆိုတဲ့စိတ်မရှိဘူးနော်လူစရာတမင်လှုပ်တာနဲ့တမင်လှုပ်တာမဟုတ်တာဆိုတာရှိတယ်လေတမင်လှုပ်တာမဟုတ်ဘဲနဲ့တမင်မလှုပ်ဘဲနဲ့ထိခိုက်နေတာဒီလောကမှာအများကြီးရှိတယ်ကဲလမ်းပေါ်မှာကားမောင်းသွားတယ်ကိုမမြင်တဲ့အကောင်မလောင်တွေတက်ချိတ်မသွားဘူးလားတမင်လှုပ်တာဟုတ်ကဲ့လားအေးလမ်းလျှောက်သွားလို့ရှင်လဲပဝက်စိတ်တွေလို့ကောင်းနေတက်နင်းသွားတာပဲသေတာပဲအဲ့တော့ဒါတွေကတမင်လှုပ်တာမဟုတ်သည့်အတွက်ကြောင့်အကုသိုလ်လို့ပြောလို့မရဘူးဒါတွေကနော်ကိုယ့်ရဲ့ရည်ရွယ်ချက်ကမြတ်စွာဘုရားရဲ့ရည်ရွယ်ချက်ကဒင်းတို့သားမိနှစ်ယောက်ဒုက္ခရောက်စေဆိုစိတ်မရှိဘူးတရားတွေအသိဉာဏ်သိရင်သူတို့နှစ်ယောက်အပါအဝင်တရားတွေချမ်းသာမဲ့နိလန်းကိုငါရမယ်ဘုရားဖြစ်လာတဲ့အခါကျတော့ထူခြားတဲ့အသိဉာဏ်ရမယ်လို့ဆိုပြီးတော့သွားတာမြတ်စွာဘုရားနော်ဒါကတစ်ခု
နောက်တော့သာသမီနဲ့မိဘဆိုဝေတန္တရာဇတ်ထဲမှာဖတ်ဖူးကြတယ်မဟုတ်လားသားလေးနဲ့သမီးလေးကိုဇူစကားပုံနာလာလှူခံတဲ့အခါကျတော့နော်လှူလိုက်တယ်မဟုတ်လားခုခေတ်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ရက်ဆက်တယ်လို့ပြောရမှာပဲရက်ဆက်တယ်လို့ပြောကြမှာကိုသားကိုသမီးကိုဖျားဖြစ်ချင်တာနဲ့လှူတယ်လို့နိုင်ငံခြားလှူတယ်အဲ့လိုတွေးတယ်အဲ့တော့ဘယ်လိုပြောရတော့ဆိုရင်အဲ့ဒီခေတ်မှာခုခေတ်ပြောနေတဲ့ human right ပေါ့သူကြတော့ father right ပေါ့နော်အဖေရဲ့အခွင့်အရေးဟာမိသားစုပေါ်မှာအဖေကဆုံးဖြတ်ပိုင်ခွင့်ရှိတယ်သူတို့ခေတ်ကနော်မိဘကဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဖခင်ကဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဖခင်ဆုံးဖြတ်တဲ့အတိုင်းသားသမီးကလိုက်နာကြရတယ်အဲ့ဒီခေတ်မှာနော်သူ right ရှိတယ်ပေါ့သူ့အနေနဲ့ကလည်းသားသမီးတွေကိုမုန်းလို့လုပ်တာမဟုတ်ဘူးသားသမီးတွေတဲ့မျက်နှိုးတာရှိတယ်မြတ်စွာဘုရားဒီအလောင်းတော်ကိုယ်တိုင်ကပြောတယ်ငါသားသမီးတွေကိုမမုန်းဘူးဒါပေမဲ့သားသမီးတွေတဲ့ပိုချစ်တဲ့တမ္မယုတဉာဏ်တော်ကြီးကိုရဖို့ရာအတွက်ဒီလုံးမဖြစ်မယ်ဆိုရင်လုံးရတယ်လို့ဆိုတဲ့အဓိပ္ပာယ်မျိုးပြောတာဆန္ဒကိုကအမှန်တမ်းကြီးမားနေတယ်ပေါ့နော်ကြီးမားနေသည့်အတွက်ကြောင့်သားသမီးတွေကိုလှူလိုက်တာဟာမင်းတို့ဒုက္ခရောက်ပြီတော့ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့လှူတာမဟုတ်ဘူးသူ့အနေနဲ့ဘာမဆိုလှူနိုင်တယ်ဆိုတဲ့ဒီပြန်ပြီးတော့မပေးနိုင်ဘူးဆိုတဲ့မစ္စရိယစိတ်ကဘယ်နေရာမှမရှိတော့တာသားသမီးမပြောနဲ့သူ့ရဲ့ရင်ထဲကနှလုံးသားထုတ်လှူဆိုလဲလှူမှာပဲမျက်လုံးတောင်းရင်လည်းမျက်လုံးထုတ်လှူမှာပဲသွေးတောင်းရင်လည်းသွေးကိုထုတ်လှူမှာပဲအဲ့ဒါလို့စိတ်ဓာတ်မျိုးရှိနေတာဆိုတော့အပြင်ဘက်ကပစ္စည်းမျိုးကိုမပြောနဲ့သူအတွင်းကပစ္စည်းတောင်လှူမှာလို့ဆိုသည့်အတွက်ကြောင့်ဒါဖခင်တယောက်ရဲ့ right အနေနဲ့လုပ်တယ်လို့ဟိုသားသမီးကိုဒုက္ခရောက်အောင်လုပ်တာမဟုတ်ဘူးလို့ဒီလိုပြောရမှာပဲเนาะကျန်ကျန်ဖန်ဖန်နိုင်ငံသားတွေကလည်းမေးတယ်အိန္ဒိယမှာသူ right ဆိုတာရှိတယ်အဲ့ဒီခေတ်ကအဲ့ဒီအခွင့်အရေးအရာမြတ်စွာဘုရားဟာသာသမီဘုရားအလောင်းတော်ဟာဒီလိုလုပ်ခဲ့ခြင်းသာဖြစ်တယ်။နောက်မရီဒေဝီကိုလှူတယ်ဆိုတာလည်းပဲဒီတိုင်းပဲအိန္ဒိယနိုင်ငံမှာအခွင့်အရေးဆိုတာတွေအမျိုးမျိုးရှိတယ်။ကြားဘူးကြပါလိမ့်မယ်။အိန္ဒိယနိုင်ငံမှာဒီအင်းရှင်ယောက်ျားကတည်သွားလို့ရှိရင်အမျိုးသမီးကမုတ်ဆိုးမအဖြစ်မခံနိုင်ဘူးမုတ်ဆိုးမအဖြစ်မခံနိုင်တော့ဘာလို့တော့ဆိုအင်းရှင်ယောက်ျားတကြိုတဲ့ထဲမှာသူတို့ပါထည့်တကြိုလိုက်တာနော်အဲ့ဒါကိုစတီလို့ခေါ်တယ်သူတို့အိန္ဒိယဝါဒနဲ့စတီအင်္ဂလိပ်လက်ထက်ရောက်တဲ့အခါမှာဥပဒေနဲ့တားပြီးတော့အကြီးကျယ်လို့ပျောက်သွားတာမဟုတ်ဘူးခဏခေတ်တောင်ချောင်းညိုချောင်းကြားတောရွာတွေမှာကျန်းနေသေးတယ်အဲ့ဒါအိန္ဒိယမဟာရာဇာတယောက်မှာမိဖုရား900ရှိတဲ့ထဲမှာနော်ဘုရင်ကြီးအဲ့ဒီမဟာရာဇာတည်သွားလို့ရှိရင်နောက်ကနေပြီးတော့သူ့ကိုမိတကြိုတဲ့ထဲမှာတူတူတကြိုခံမဲ့အမျိုးသမီးက250ရှိတဲ့သူတို့စိတ်နဲ့ကိုနော်သူတို့စိတ်နဲ့ကိုလိုက်ပြီးတည်မဲ့ဟာတွေအများကြီးပဲရှိတယ်ဒါလူဆိုတာယုံကြည်မှုပေါ်မှာမူတည်ပြီးတော့လုပ်ကြတာအေးဒါကြောင့်မို့လို့မိဘနဲ့သားသမီးကြားမှာမှန်ကန်တဲ့အမြင်ဆိုဒီမှာမိဘဆိုတာရှိတယ်မိဘရဲ့ခြေစွတရားဆိုတာရှိတယ်မိဘကိုပြုစုလို့ရှိရင်ကုသိုလ်ရတယ်မိဘကိုစော်ကားလို့ရှိရင်အကုသိုလ်ဖြစ်တယ်မိဘကိုတတ်ဖြတ်မဲ့မာတုကာရကကံပိတုကာရကကံထိုက်တယ်မိဘကိုပြုစုလို့ကျရင်ကြီးမားတဲ့ကုသိုလ်တရားတွေဖြစ်တယ်မိဘရဲ့ခြေစွကိုဓမ္မနဲ့ဆက်လို့ရှိရင်ခြေအောင်ဆက်နိုင်တယ်ဆိုတဲ့ဒီမြတ်စွာဘုရားရဲ့အဆုံးအမတရားတွေကိုမှတ်သားပြီးတော့မိဘနဲ့ပတ်သက်လာလို့ရှိရင်လွဲမှားတဲ့အတွေးတွေမတွေးမိစေဖို့မှန်ကန်တဲ့အတွေးတွေထားပြီးတော့ကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေ
မေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံပဝါယံတုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုတ်အပ်မေတ္တာတဟုရောင်ယူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆုံးရခြင်းကြောင့်တဗေတံကျွမ်းမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာဇာဗန်တို့သည်ဖုံးလန္တာဝန္တာရွှေမြူဝမုံလူလျက်ကြည်နူဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခန္တကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပီတိတည်းဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း